ခွေဆိုတာအစင်မပေးပါဘူးကိုနိုင်ကျော်အခွေဆိုတာအစင်မပေးပါဘူးရာတော့မှယူဘာတွေရှုပ်ပြောနေမင်းဘာတွေရှုပ်ပြောနေဘာဖြစ်လို့ဘာတွေပြောနေမျက်လုံးကဖွင့်တာအခုချိန်ဒီအဲ့ရမထပြီလား ဖွင့်ထားတယ်လေကွာမင်းမျက်လုံးကဖွင့်တာအေးမဝသေးဘူးလား ဖွင့်ထားတယ်လို့ဟာလေမင်းမင်းပြဆိုချင်အခွေဆိုတာအစင်မပေးပါဘူးရာတော့မှယူအဲ့ဒါကိုငါပြောနေတာမင်းကအခွေရေးဆိုတာယာတုံးပါယူတာမင်းဘယ်သူမြောက်ပေးနေဟမ်နောက်တက်မဲ့တမတော်ကိုမြောက်ပေးနေမြောက်ပေးနေလားဟာငါနဲ့ပါဆိုင်လို့ကွာငါလည်းတော့ရှင်းဟမ်ပြန်ဆိုတယ်အဲ့ကပြန်ဆိုတယ်အခွေဆိုတာအစင်မပေးပါဘူးရာတော့မှယူအဲ့ဒါကိုမကြိုက်တာအဲ့ဒါကိုမကြိုက်တာဟမ်ယာတော့ယူဆိုမင်းမန်နေယူတာလေအခုလက်မတော်တော့ဆိုပြန်တော့မရတော့ဘူးပြန်တော့ကျွန်တော်ဆန္ဒပြောတယ်တနက်နဲ့ပြစ်တယ်ပြစ်တာ6လောက်တယ်အခုအုံတော့ပြီးသေးဝဘယ်လိုလုပ်မလဲအခွင့်ရေးယူနဲ့အခွင့်ရေးယူအောင်မင်းကခရိုလီလားဟုတ်ပါဘူးကွာမင်းကကိုလူကြီးလားကိုလူကြီးလားဘယ်လူကြီးလို့ကိုလူကြီးပဲဟဲ့နာမည်ပြောမှသိမှာပေါ့ဘယ်လူကြီးလဲလို့ကိုရွှေတန်းပြပါလေရတဲ့မပြောဘူးတဲ့ပြောခိုင်းတာအခွင့်ရေးယူတာဆိုလို့ရှိရင်ငါတို့တနိုင်ငံလုံးဘာမှမရှိတော့ဘူးဆိုရင်ငါတို့တနိုင်ငံလုံးဘာမှမရှိတော့ဘူးတောင်တွေလည်းကုန်ပြီလေတွေလည်းကုန်ပြီငါတို့ပြည်သူတွေကြည်တန်းရအကုန်လုံးလိုက်ကြည့်ရွှေနဲ့တူတာဆိုလို့ရွှေဘာတော့မကြံတော့ဘူးကွာငါပြောတာအဲ့ဒါပြောတာမဟုတ်ဘူးကွာအော်ပြောတာမကြတော့အချိန်မှာကြာခဲ့တာလွတ်လပ်ရေးပါခင်အာသာနေကောင်းဆောင်အဖိုးပုံချုပ်ရဲ့ယာပြည့်ဟုတ်တယ်နှစ်တရာပြည့်အပြည့်အဲ့ဒီပုံချုပ်ယာပြည့်ပွဲယူမြန်မာတနိုင်ငံလုံးကစီစီကားကားနဲ့မချင်းပါကြဘူးလားချင်းပါလားပါဖြစ်လားမြန်မာတနိုင်ငံလုံးချင်းပါချင်းပါတာနဲ့ကိုရေးကလည်းမဆိုင်ဘူးအဲ့ဒီလိုပုံချုပ်မျိုးမြန်မာပြည်အတွက်စွန့်လို့စွန့်စားတဲ့အနစ်နာခံတဲ့ပုံချုပ်မျိုးကိုနောက်လူငယ်တွေအတူယူပြီးတော့အဲ့ဒီအခွင့်အရေးလေးရအောင်ယူခိုင်းတာလေကွာအဲ့လိုပြောတာလားဒါကိုစံနမူနာယူလို့ပြောတာဩအဲ့လိုပြောတာလားအေးလေဩနို့တိမှန်ပြီပဲလေနို့တိချင်းဒီမှာကြည့်အဲ့ဒါဆိုပြန်ဆိုလို့ရတယ်အဲ့ဒါခွင့်လို့တယ်ကွာလို့နို့ကြည့်ပါခင်ဗျာလို့မရဘူးခွင့်ရေးယူပြန်ဆိုလေးပဲနို့ကြည့်ပါလားစွတ်မရိုက်နဲ့ရောင်းအဲ့တို့အိမ်မြန်ချင်းစိတ်ပေါအောင်မလုပ်နဲ့အခွင့်အရေးဆိုတာအစင်မပေးပါဘူးရိုက်နေတော့နော်မရဘူးဘိုးလို့တယ်ကိုချုပ်လို့ပုံကိုမျိုးပေါ်အောင်ပြောတာဟုတ်ပြီအဲ့ဒါဆိုပြောရာတော့မှယူအားလေမြတ်ပြည်သူကြီးပြူမဆုံးနဲ့ဘာကြည့်လို့တော့မကြည့်ပြလို့ဆန္ဒပြတယ်မင်းမမြင်ဘူးလားမင်းမမြင်ဘူးလားအဲ့လိုကြည့်လို့ဘာဖြစ်လို့ပြောပြန်ဆိုလိုက်အဲ့ဒါပြန်ဆိုလိုက်ပြန်ဆိုလိုက်စမ်းအရိုက်ခံရတယ်ခင်ဗျပြန်ဆိုခိုင်းတော့မြတ်ပြည်သူကြီးပြူမဆုံးနဲ့ဘာမှကြည့်ဘူးလေကွာဘလူရကြည့်ဘူးလားလေဘယ်ကြည့်ဘူးကကြည့်ဘူးလားဘာသူမှမကြည့်ဘူးလို့ဆန္ဒနဲ့ပြနေတာဆန္ဒပြတဲ့ကြောင်းသားတွေတော့မင်းမနေတယ်ဝိုင်းရိုက်တာမင်းမသိဘူးလားဘသူကမကြည့်ပြဘူးဘသူမှမကြည့်ပြဘူးကြည့်ပြမကြည့်ပြလဲမင်းတို့လှုပ်ချင်တာလှုပ်တယ်မှလားလှုပ်ချင်တာလှုပ်တယ်မှလားဟဲ့ကိုလူကြီးပဲမင်းတို့လှုပ်ချင်တာလှုပ်ပြီးတော့တာဝန်ဆိုပြီးပေးထားတဲ့ကောင်ကမင်းမင်းလေးတာဝန်လက်ပတ်တွေပေးထားတာအဲ့ဒါမင်းမင်းလေးသွားရှင်နေအားလေဘာဘသူကြည့်နေတာပြောဘသူကကြည့်နောက်တပွဲထက်ကရမယ်ဘာလို့ငါအေးရင်ကျူးငါကိုယ်တိုင်ကျူးပေးမယ်အဲ့ကိစ္စမျိုးတိုင်းမင်းတို့ကွာများပြည်သူကြည်ပြူဘိုးချုပ်အောင်ဆန်းပြောတဲ့စကားမင်းတို့မသိဘူးလားဘာပြောတာဘာလဲဒီမိုကရေစီဆိုတာပြည်သူအာဏာနဲ့အုပ်ချုပ်တဲ့တိုင်းပြည်ဘိုးချုပ်အောင်ဆန်းဒီမိုကရေစီအရသာစစ်စစ်ကိုပြည်သူကိုခံစားစေခြင်းနဲ့အဲ့ဒါဘာဖြစ်လဲဘိုးချုပ်အောင်ဆန်းပြောခဲ့တဲ့စကားကျွန်တော်တို့အစိုးရကပြည်သူမကြည်ပြူရင်မကြည်ပြူတဲ့အချိန်ပြန်ဆင်းပေးမယ်ဟုတ်တယ်လေဘာဖြစ်လဲဘိုးချုပ်အောင်ဆန်းပြောခဲ့တဲ့စကားအဲ့ဘာဖြစ်လဲဘိုးချုပ်အောင်ဆန်းမြန်မာနိုင်ငံလုံးကမကြည်ပြူဘူးလားကြည်ပြူတယ်ဘိုးချုပ်ကိုလည်းကြည်ပြူတာပေါ့ကွာငါဘိုးချုပ်အောင်ဆန်းကိုပြောနေတာလို့မင်းတို့ပြောတယ်လေဟောဘိုးချုပ်ကိုပြောတာအေးလေဟောနို့တိမှတူပြန်နေဟောနို့တိကြည့်ဒီမှာကြီးလို့မြတ်ပြည်သူကြည်ပြူမဆုံးနဲ့ကွယ်ဖုံးရှိတဲ့လူဘာဖုံးရှိတာလဲဘိုးချုပ်ကဖုံးရှိအောင်ဘိုးချုပ်ကခေတုံးကအော်ဒီတူဖုံးပေါ်သေးလို့လားအော်ဒီတူမပေါ်သေးဘူးကျေးဇူးလားအော်ဒီတူသာမပေါ်တာတယ်လီနောပေါ်ရင်ပေါ်မဟုတ်ဟဲ့ပြန်ဆိုတိုင်းနေအောင်ပြန်ဆိုတိုင်းနေအောင်ကွယ်ဖုံးရှိတဲ့လူအဲ့ဒါကိုမကြိုက်တာအဲ့ဒါကိုမကြိုက်တာဟမ်ဖုံးရှိတာဘိုးချုပ်မဟုတ်ဘူးကွာဖုံးနေရှိတာကမင်းအမှန်နဲ့အုတ်ချုပ်ရဲမှုတဲ့ရက်ကွက်ကိုပေးတယ်ဆိုပြီးရက်ကွက်ကိုပေးတယ်ဆိုပြီးသူတို့တရွှေလုံးတစ်မျိုးလုံးကြတော့နေ့တိုင်းပေါက်တယ်ဘိုးကျောင်းဆန်းမပေါက်ဘူးဘိုးကျောင်းဆန်းမပေါက်ဘူးနားလာပြီ
မင်းတို့ကွာဘိုးချုပ်အောင်ဆန်းကဖုံးမရှိဘူးလားဖုံးမကြည့်ဘူးလား ဖုန်းကြည့်တယ် ဘာဖုံးတော့ မြန်မာနိုင်ငံမှာကကဘာမှာကြော်တဲ့ပုံကိုမဟုတ်ဘူးလား ဟုတ်တယ်တကူ လက်ရုံးရည်နဲ့ပြည့်စုံတယ်ဖုံးတစ်ခုနဲ့ပြည့်စုံတယ်ဒါပြောတာကွာ အဲ့ဒါဆိုဖုန်းတကုတ်ထဲပြောလေမင်းကဖုန်းရှိတဲ့လူကျွန်တော်ဘုရားငါကအော်ဒီတူးပေါ်သေးဘူးဘယ်လိုကလာမလို့ကောင်းမပြော ဇပြာလေးနဲ့ပြစ်တဲ့ဖုံးလား ဟောမင်းကနို့သိမှမသိပဲအဲ့နို့ဒီကြည့်ဒီမှာကြည့်မင်းကပြောနေဆိုတော့ အဲ့နို့အဲ့တဲ့နို့သိချင်းခွေးမယူသွားကြည့်ရှစ်လုံးတော့ပါတယ် တော့ဘာကြီးကိတ်ချတော့ဒီသားလေးနို့တူတူချင်းလာတွေ့နေ ကွယ်ဖုံးပြဆိုမယ်နော် အဲ့ဆိုဆို ကွယ်ဖုံးဖုံးရှိတဲ့လူဘိုးချုပ်ကပြောတာဒီသမုံပြည်သူကရှင်နိုင်မလို့လွတ်လန်းကိုသူချမ်းဆောင်လို့လည်းပဲ ဟမ် မြေပြီမျိုးလေး သူကြံဆောင်လို့လား သူချမ်းဆောင်လို့ သူကြံဆောင်လို့ တို့ပြည်တော်လွတ်လပ်ရေးကိုရယူကအသက်ကိုစရေတယ်တွေးဆများဘိုးချုပ်အောင်ဆန်းလို့ပုဂ္ဂိုလ်ကိုတော့ကျွန်တော်တို့မြန်မာနိုင်ငံကမမေ့နိုင်ပါတော့ဒီလားမမေ့နိုင်ပါတော့ဒီလားခွန်းတော့တော်ဇာပနတ်ကို နိမလင်ဇာဗနာ ပနာမ ပနာမနိမလင်ဇာဗနာ ပြချတာမဟုတ် ဒီ ဘူး ကြီးတော်ကြီးကဇာဗနာဖြစ်တယ် အေးခွန်းတော့တော်ပနာမကိုစာတသွားတာကိုတိုင်းကြော်တယ်မရဲ့ဗျာ ကိုတို့ကျော်ရေ ဘုန်းလေးရေ တို့တော့ခင်ဗျ ကိုဝိုင်းကြော်လားဗျာ တော်တော်တော်ဟာဟာဒီတော့ကမင်းတို့အော်တာ မင်းရုပ်နဲ့တူអော်ပြီးတော့ကိုရွှေတူရေ ဘာလဲခွေးဘလူးရေ ဒီကျင်းတို့ကိုပြကြရေ တို့ရေ အော်ဒီကနေ့ကတော့ကျွန်တော်တို့စကိုင်းတိုင်းဒေသကြီးမုံရွာခရိုင်ဘုဒ္ဓလင်မြို့နယ်ညောင်ကန်အုပ်စုရွာသားရွာနေပေါ့ဗျာအလူတကာကြီးဦးတင်တို့လူတိုင်းကမာကြီးတော်ချစ်ချစ်တို့ရဲ့အလူတော်မင်္ဂလာကြီးပဲမဟုတ်လားဗျာ သဘူပေါ်တမှုခဲ့တဲ့အလူတော်မင်္ဂလာပွဲ လူတော်မင်္ဂလာအောင်ပွဲဖြစ်နေပါပြီ ဟုတ်ကဲ့ဗျာ ဘာလို့ပြဟန်းကောင်းကြီးကိုတွေလာရောက်ပြောပြတင်ဆက်တာအမတမဝမ်းသာကြည်နူးမိပါတယ်ဗျာ ကျေးဇူးလည်းတင်လို့မဆုံးပါဘူး ဟုတ်ကဲ့ အဲ့တော့အလူတကအလုံးမတွေကိုကျေးဇူးတင်တယ်လို့မင်းတို့ကတော့ကျေးဇူးတင်ရမှာရှိတယ် ဘယ်လိုရလဲ ဒါကတော့ကျွန်တော်တို့ဒီပွဲဖက်ပရီတင်ဆက်ဖို့အတွက်ဒါငှားရမ်းထားတဲ့ဆက်မန္တလေးကဆက်လို့ကြားပါလေ ဟုတ်ကဲ့ဗျာ အမတန်မှကောင်းပါလေ ဟုတ်ကဲ့ ဒါကြောင့်လေကျွန်တော်တို့လေးလေးစားစားနဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်မနေ့ကဘယ်မြို့နယ်လို့တော့မပြောတော့ပါဘူးဒီလိုပဲကြီးကျယ်မြင့်မြတ်တဲ့ခိုင်းထားတဲ့အလူတော်မင်္ဂလာပွဲကြီးဆက်မကောင်းတော့အကျိတ်ကတာပင်ပန်းပြီးတော့ဘာမှလုပ်လို့မရဘူး အတန်နေထိတာ ဒီမှာတော့ကျွန်တော်တို့တိုးတိုးလေးပြောရုံနဲ့အမတန်ကောင်းတဲ့ဆက်ပါ ဟုတ်ကဲ့ဟုတ်ကဲ့ ဒါကြောင့်ကျေးဇူးတင်ပါတယ် ဟုတ်ကဲ့ ဟုတ်ပါဗျာလို့ ခွေးစိတ်ကပေါက်လာပြန်ပြီ ဆက်မြခေါ်ဟိတို့မင်းတော့ပြန်ကောက်လိုက်ချင်းသေး မင်းသားကလို့အိမ်တစ်လုံးကုန်တာလည်းမှတ်သေးဘူး ဒါကြောင့်အားကားကပွဲအငိတ်ပြပြတင်ဆက်မယ် ဟုတ်ကဲ့ ဘာဖြစ်လဲဆိုတော့ညဉ့်ညမ်းတဲ့ပြက်လုံးတွေမပြတ်နဲ့ ဟုတ်ပါဗျာ ဒီလိုလာတော့ညီကောင်9ယောက်ကဘာပဲပြောပြောမိခင်ဖာကောင်းသားသမီးတွေဆိုတော့ ငါဝါလာရတယ်လူများကုန်ပြီဆိုလောက်ပြီးခေါင်းဆောင်ဖြစ်ပြီးတော့သိချင်းတို့က ဘာလို့လို့လဲကွာ ဒီကောင်မကသားမိတွေသိချပြန်ပြောလိုက် မိခင်ဖာကောင်းသားသမီးတွေ သိချလိုက်ပြောမိ မိ ကောင်း ကောင်း ဖကဲ ကဲ မိကောင်းဖကဲ မိခင်ဖင်ကောင်းမင်းမားနေတယ်ရာ အာဒီကောင်ကော မင်းအသေးချတင်မိတာမဟုတ်ဘူးမင်းကလည်းခေါင်းဆောင်ဖြစ်ပြီးတော့စကားပြောမှားလို့ရှိရင်နောက်ကလူတွေပူဆိုးမှာမ သူ ဟုတ် မားနေမင်းမတွေ့လား မင်းမားနေတာ ဘာမားလို့ တစ်လုံးချင်းလိုက် အေး မိကောင်း ကောင်း ဖ ဖ ကင်း ကင်း မိကောင်းဖကင်း မိကောင်းဖင်ကောင်းမင်းမား ကောင်းဖင်ကောင်းရဲ့လို့ကော မင်းတို့ကအသိချသင်တလုံးကြီး အေး မိ မိကောင်းကောင်းဖဖ ကင်း ကင်း မိကောင်းဖကင်း ဖကောင်းမိကင်းမင်းမားနေတယ်လို့ တင်မှာဆိုနေမှာလူပူးတော့ဆက်ခင်မှာတိုးနေဟာ အေး တေးချလိုက်မသိ အေး လိုက်ဆိုမိ မိ ကောင်း ကောင်း ဖကင်း ကင်း နိအမေဖင်ကောင်း မိကောင်းဖကင်းဟာ ရောင်းမြန်လောက်မှရတယ်လင်းဆွဲမျိုး ငါမသိလို့ပါကွာဆိုရင်သိမင်းမေဖင်ကောင်းဘက်ကလက်မေးပါတယ်ခင်ဗျာ မကျွန်တော်မန္တလေးတို့မုံရွာတို့ဆိုတော့ဟာခဏခဏက အမြဲတမ်းရောက်တယ်ဗျာ ကျွန်တော်ဘူးတလင်မြို့နယ်ရတော့အားကအခုမှပထမဆုံးက ဘယ်ရဘူးလား ဝမ်းသာပါတယ် ဟုတ်တယ် ဘူးတလင်မြို့ဆိုလဲအမတန်ตายရပါတယ် ဟုတ်တယ်တရားတော့ ကြည့်ကောင်းတယ် အင်း စီပင်ตายရဝါပြောတယ် ဟုတ်တယ်စီပင်သားလူတွေဆိုဝတ်တုတ်ကြီးတွေဘယ်တော့စားထားလဲမသိဘူးဟောပြောနေ မဟုတ်စီပင်ဝါပြောတယ်ဆိုတာစီပင်သားရတယ်ဒီလိုမြို့နယ်ကြီးစီပင်သားရ ရောက်တော့ကားလေးခဏရက်ပြီးကျွန်တော်ညီကိုမြို့ထဲခဏဝင်ကြည့်အမတန်လဲตายရ ဘာတွေသားရလို့လဲ ကျွန်တော်တို့ဈေးဆိုင်တွေပါတယ်ဆိုလဲဈေးတွေပါတယ်အမတန်ချိုပါတယ် ဟုတ်လား ကျွန်တော်ဘိုက်စာတာနဲ့ထမင်းဝင်စားမယ်ဆိုပြီးတော့ကျွန်တော်စိုင်သွားကြည့် ဟုတ်လား စိုင်နာမည်ကတန့်တန့်လေးတဲ့ ဩတန်တန်လေး ရောင်းတဲ့မိန်းမလက်မှာဝဲနေတယ် ဝဲ
ဒီကျကိုအဲ့ဒီစောက်တင်းမပြောနဲ့သူများတင်းမပြောနဲ့အဲ့ကျဘင်းနာဆိုင်မှမကြည့်ရမဲလက်ဖက်ရည်ဆိုင်သစ္စာရှင်လက်ဖက်ရည်ဆိုင်ကျွန်တော်လက်ဖက်ရည်ဝင်တောက်တော့ပတ်ဆိုင်လေးကြံခဲ့တာပြန်မပေးဘူးလေ ဟောသေးတာကိုသစ္စာရှင်မို့လို့ မင်းတို့အဲ့ဘေးနာဆိုင်မကျွတ်တွဲလို့ အားဆိုင် ဒါကကွာဖီးယားတရားရမ်းမြေးတော့ဆိုင်မှုကအကြီးကြီးရေးထားတာဘုတ်တန်ဓမ္မတန်ငါ တာတို့ဗျာ ရက်ဖြူဆိုင် ဟုတ်တယ်ဓမ္မတန်ငယ်ရက်ဖြူဆိုင်လား အဲ့ဒီဘေးနာဆိုင်ကိုမင်းတို့တရားကြည့်လိုက်ပါရေးထားတာမှာဖြူဖွေး အော်ဖြူဖွေး မိသွေးရောင်းဝယ်ရေး ဖြူဖွေးရမီးတို့ရောင်းဝယ်ရေးလားအဲ့မှာ LED ပုတ်ကြီးနဲ့အကြီးရေးထားတာမင်းတို့မတွေ့ဘူးမလားအာကာတာအဝေစီတွင်းလူလုပ်ငန်း နောက်နေမင်းအဲ့လိုပြောချင်ဆိုဟိုမုံစိတဲ့မှာပွဲစိတဲ့ဆိုင်နေတယ်စကားများလို့ရတယ်ဆိုင်မဘူးလိုက်ပြီးတော့ဘန်းလေးနဲ့ရွက်ရောင်းနေတဲ့ကောင်လေးနှခမ်းလည်းကိုင်းနေသေးတယ်စကားလည်းမပြီးဘူးသူများတင်းပြောတာတော့မဟုတ်ဘူးနှခမ်းလည်းကိုင်းနေစကားလည်းမပြီးဘူးရောင်းတာမလို့ကြီးတရားဖို့ငါလုံးနေအားတော့ဝင်လာတော့မှနှခမ်းကောစကားမပြီးဘူးနဲ့အားရပါရအော်ရောင်းတာလေမေလို့ကြီးတရားဖို့ငါလို့ဆိုတော့အားသူရှိဘယ်လိုဖြတ်မမင်းစဉ်းစားကြည့်လေ စကားမပြီးလို့ပဲ စကားမပြီးလို့ပါဟာ ဥလို့ရမယ်ကွာမေလို့ကြီးတရားဖို့ငါလို့တဲ့ ဒါမှမဟုတ်မင်းမကျေနပ်လို့ပြန်လာတယ် ဒါတိတ်သေးတယ်ဒီကိစ္စပဲဖြစ်နိုင်တယ်ကြည်သေးတယ်ဗုဒ္ဓလင်မျိုးမှာ ဟုတ်လား ဖျားဘူးရင်ပို့ဆောင်ရေးတဲ့ဇောတိကဖျားဘူးရင်လိုက် အေး နာမည်ရတာဇောတိကဖျားဘူးရင်လိုက်ရှစ်တာရဘူးမရှိလို့မထွက်တာလေးလာရှိပြီ ဘယ်တော့လေ့လာတာလဲမသိဘူးအဲ့တော့ဟာငါကောင်ကြီးကိုရောက်ပြီ ဟုတ်တယ် ရှောက်တော့လည်းရောက်ပြီဆိုပြိတ္တကိုမိတ်ဆက်တညလုံးဟာငါကောင်ဒီလိုပြောပြိတ္တချာ ပြောတယ် ရိုးတာပေါ့ ကိုနာမည်ကိုအဖွဲ့နာမည်ကိုမိတ်ဆက်မယ် ကိုဖွင့်နာမည်ကိုနာမည်ကိုမိတ်ဆက်မယ်အဲ့ဒါဆိုရင်ငါ့အရင်မိတ်ဆက်ခိုင်း ဘာဖြစ်လို့ ဟဲ့ငါကအရင်ဆုံးမိတ်ဆက်လိုက်မယ် အာရုပ်တယ်ဒီခွဲမှာမင်းအကြီးဆုံး ငါလည်းကြည်ရရှိတယ် ဘာလို့ အဲ့ဝလုံး အဲ့တော့အဲ့ကောင်မတိမ်မရေးမဲတယ် အဲ့လောက်ယူမဟုတ်ပါဘူးမင်းရတယ် အဲ့တော့ကိုနာမည်ကိုလည်းမိတ်ဆက်မယ်ဖွဲ့နာမည်လည်း ကိုနာမည်ကိုမိတ်ဆက်မယ်ဆိုမင်းမင်းသားတွေနဲ့ကိုစီဖြိုးမှန်းသိအောင်ငါအရင်မိတ်ဆက်လိုက်မယ် ဟောမင်းဘီကိုအဲ့ဒါ စီဖြိုး ကြိုက်တယ်လို့မိတ်ဆက် ခွင့်လွတ်တယ်နော် နားလေ မင်းခေါင်းဆောင်နော် โอเค မင်းကခွင့်ပြုတယ်နော် ခွင့်ပြုတယ် ရတယ် ကိုမျိုးလေးချပါ ဟေး ရှိစရာတွေပြောင်းဟာစရာတွေပြောင်းရှိစရာတွေပြောင်းဟာစရာတွေပြောင်းဒီတော့ချစ်သားတို့မြစ်တာရှင်လန်းကြစေနော်ဒီတော့ချစ်သားတို့ငါရောရှောင်းလန်းခဲ့ပြီနော်တိုင်းကျော်တူကျော်မောင်ပိုးလေးနဲ့ဝိုင်းကျော်ပြီးကျော်ရောက်ခဲ့ပြီနော်တိုင်းကျော်တူကျော်မောင်ပိုးလေးနဲ့ဝိုင်းကျော်ပြီးကျော်ရောက်ခဲ့ပြီနော်တိုင်းကျော်တူကျော်မောင်ပိုးလေးနဲ့ဝိုင်းကျော်ပြီးကျော်ရောက်ခဲ့ပြီနော်တိုင်းကျော်တူကျော်မောင်ပိုးလေးနဲ့ဝိုင်းကျော်ပြီးကျော်ရောက်ခဲ့ပြီနော်ကြည်နူးပါ ကြီးလေးကမယ် အငိတ်ချစ်သူတွေရွှေလန်းပါ အမေများဖွဲ့ အငိတ်ကြိုက်သူတွေ ရွှေလန်းပါစား ဝဲချစ်သူတွေကြည်လူပါသာ အငိတ်ကြိုက်သူတွေ ဟေး ရှိစရာပြက်လုံးများနဲ့တင်ဆက်မယ်နော်ပြောစရာဟာတာများနဲ့တင်ဆက်မယ်နော် တင်စရာဟာသများနဲ့တင်ဆက်မယ်နော် ရှိစရာပြက်လုံးများနဲ့ တင်ဆက်မယ်နော် မင်းရေပြောပါ အေးစီဖြိုးမှန်းသိအောင်လုပ်လိုက်တယ်ကြိုက်တာတီးလားရတယ် လူရှင်တော်တာပိုးလေးအလုံးကချစ်ကြတယ်ဒီဝါအိမ်လာပြီးအတင်းဖနှံမှုတယ် တမုံမြစ်ကကြိတ်ကြိတ်တယ်မယ်လိုဒီကပေါင်းကျင်နေခမညာ ရပ်ဘူးလို့ခဏဟာယူပါလေ တောင်းကမင်းဆောက်ပါ ဟာငါကောင်တို့ဒီကိုရေလာပြီဟာရရရှင်လေးတိုက်တွင်းရပဲကျေးဇူးဆက်ပါမည် ဆောက်တော့ကလေ မင်းသားလေးပိုးနေဆိုပါလား အာရီကလောအာမင်းအောင်ဝိုင်းကျော်ကိုချစ်နေကြတယ်မာများကြီးဝမ်းဝမ်းကအားတော့နာပါတယ်ဟုတ်နော်ဝိုင်းကျော်တဲ့ကလေးငယ်သေးကလေးလေးမို့ဝိုင်းကျော်တွေးကြောက်နေဝင်းစီကမရေတွနေတယ်ဟဲ့ကလေးကောင်းပါ ဟာငါကောင်တို့ဒီကိုရေလာပြီဟာရရရှင်လေးတိုက်တွင်းရပဲကျေးဇူးဆက်ပါမည်ရွှေမင်းသားလေးဝိုင်းကြော်ရကနာပြုတ်မြတ်လက်နဲ့တော့မတန်တော့ မြို့တိုင်းရွာတိုင်းချစ်ကြတဲ့တိုင်းမြို့တိုင်းကြိုက်တဲ့တိုင်းကျော်တိုင်းကျော်ပေါ်ရဲတွေတဲကျော် ပြောတော့ငါယူ ဟော်တာတွေကချစ်ကြလို့တော့ပြည့်ပြည့်နဲ့ အတူပါတော့ အ
ထောင်ရဲလေးနဲ့ မတူပါနော် မင်းမောင်ကငါကျွန်တော်လောက်မလာဘူးတော့ယူရင်းရတိုင်းအသေးဆွေးလို့ လူကပိန်ပြီးနှလုံးကျင်နေတယ် နှလုံးချင်းတာမင်းဘူးပါ စောင့်မေး စောက်ပြူရခွဲကလူနှလုံးသေးရမင်းဘူးပါအာငါကောင်တို့ဒီကိုယ်လေးလာပြီလာပြီဟာရရရွှင်စိတ်တိုက်ချွေးရရဲ့ကျေးဇူးဆက်ပါပြီမောင်မောင်လေးပါရွှင်နေတာလေးတိုက်လို့ဟာဘာစားမယ်ပြီးပါဘူးမောင်မောင်မောင်ကျော်စူရိုင်းပြိုဝိုင်းတို့လူတိုင်းခင်များချစ်ကြပါလေအများချစ်တဲ့ကောင်းလေးကိုကွယ်ချစ်သူဝေရောက်တေတောင်ဖို့တောင်ချင်ရွယ်နန်းကင်စရာလောင်းကျွန်တော်စိတ်မကူပါလေဘိုးယူဆန်ဟာလေးကွယ်လူတကာထပ်ဖို့ချစ်တဲ့ကွယ်တရက်ကလေးနဲ့ဝိုင်းစုလာတော့ရှက်ရှက်နဲ့ကျွန်တော်ပြေးဖို့နေပြီလေ ဒီလိုရ ကျွန်တော်ချစ်တာကျူကျူသေးမှာသူ့မရရင်အစိတ်တော့သေးပြစ်မယ်မင်းပြောတယ်မလို့ငါပြောမှာရောအမပေါင်းတို့ညီကိုတွေလာပြီလာပြီဟာရရရှင်စိတ်တိုက်ထွေးရပဲကျေးဇူးဆက်ပါပြီရှုပ်သေးကလေးဟေး အားရုပ်သိတော့ဘောရုပ်အားရုပ်သိ ဟေးဟေးဟေး လာလုံးနေလို့ပြောကြရင်တော့အလက်ပါများသူဝဲချစ်စရာတို့ကြောဒီဇိုင်းကတင်လိုက်အလုံးငါကြိုက် ချီနူးလှရှာပုတ်ပါပြတော်ရောဟေးဟေး ဘာလို့လား နဲ့ဝင်နေပြီလေကွာအမွေးနဲ့ပတ် ဟာဟိုနမီးရဲ့ကလေးတွေကိုဘွေမြူကနေဖေဟာ ဝေယူလို့လည်းမရဘူးငယ်တိတ်ကတ်နေတယ် ဟောနတ်ကဆောက်ကပြောင်းနေပြန်ပြီနတ်ရံနမီးရဲ့ဟိုတားတော်တို့ခွန်းနေပါဖေဟာဟိုမသိလို့မေးပြတယ်ဗျာဟိုဝင်တာဟိုနတ်တို့မြည်ဒီအစားစားတဲ့ခါကျရင်အတွေ့စားလားအငွေ့စားလားဗျာ အငွေ့စားတာဟဲ့ အဲ့ဒါခဏထိုင်ပါဗျာကတ်ချင်လို့ပါဗျာခဏထိုင်ပါဗျာကတ်ချင်လို့ပါဗျာဒီဘက်ကိုလှည့်ပါဗျာလိုင်းကြီးတုံးတော့ပါဗျာ အနတ်ကိုသွားမနှောက်နဲ့လို့ကွာမင်း နဲ့ပြင်တာကိုအီးနဲ့တဲပေါက်သွားတယ် နတ်ကထမိန်မနိုင်တော့ဘူး အဲ့ဒါအောက်မှာလည်းကောင်းဘူးကွာ နတ်ဝင်နေပစိုးဝဲလိုက်ပါ စိတ်ဆိုးသွားပြီကွာ နဲ့စိတ်ဆိုးသွားပြီ နတ်ကတလောက်ကြမ်းကြမ်းတက်တက်ဝင်တာဟိုနတ်ဖြစ် ဘယ်နဲ့လဲ မနေလေး တញ្ញနဲ့ပါဆိုမနဲ့လေး ဒါဟိုနတ် ဘယ်နဲ့လဲ ခွေးဘလူ ဝေးဘလူးနဲ့ ဝေးထောင် အရှင်ရုပ်ကစိုးနတ်မင်းကြီးကျွန်တော်သားလေးကိုကိုမယူပါနဲ့ကျွန်တော်အိမ်မှာအိမ်သားမရှိလို့အရှိခေါင်းပေါ်ချီးတက်ပါပြီ ဒီလိုစောင့်မေးရတယ် ဟိုနမီးရဲ့ဟိုကျွန်တော်မျိုးလည်းဘွေပြပါနဲ့ဖေဟာဟိုအရှင်းရဲ့တစ်ပင်ချေမှာဘုံထောင်တာကျွန်တော်မဟုတ်ပါဘူးဖေဟာ ဘုံတောင်တာမင်းမဟုတ်ပေမဲ့ငါတပင်ကိုခုတ်တာမင်းတို့သားပါ နောက် ဒီနက်ကခေါင်းလေးတစ်ဆက်ဆက်နေဆိုအဟိုနဲ့ ဘယ်နဲ့ ကြော်ညာနဲ့ကိုကြော်ညာ ဘယ်လိုလဲ ညို့ကိုပုတ်တူညို့စတော်ဘယ်ရောက်လေးတစ်ခုလောက်ပေးပါ ဟေ့နတ်ကမနောက်တော့ဒါယူနတ်မဟုတ်ဘူး ဘာလဲ ခြံဆောင်နတ်အော်ခြံဝင်းကျယူဆောင်တဲ့နတ်မဟုတ်ပါဘူးခြံစည်းရိုးတိုင်တွေကိုဖေးနဲ့ဆောင်တာဒီနတ်ပေါ့မင်းတားတော်လေးကမသိလို့ပါမသိလို့မိုးလေးမသိလို့မိုးချုပ်ကိုပြရှိတယ်ကြေးပါဆယ်ပြရှိတယ်ကြေးပါငယ်သူမို့ခွင်းလို့ပါစိုးလင်လင်ပါဖေဟာ မင်းစီးတွေ့ရမလား အချင်းနေမကောင်းမှပြောင်းအောင်ဟာအမေခဏနေတော့အမေကအမွှေးနေတာကြတယ်တားတိတယ်လှုပ်တွေ့လားကြည့်ဟာနတ်ဝင်တယ်ဆိုမလွယ်ဘူးခေါင်းချောင်း နာမနာမနာနော် နာမမေလှုပ်ဝင်တော့မှာအမေကအမွှေးနေတာကြတယ်တားတော်လေးတိတယ် ဟုတ်တာရ အမွှေးနေတာနဲ့ဖြန်းပတ်ပေးရမယ်ကုန်းပလီတော့သွားတယ်ဟာ အဲ့ဒီအမွေးနဲ့တာမျိုးကရှားတယ်နော်မြန်မာပြည်မှာမရှိဘူးနိုင်ငံခြားအော်ဒါလာတာ ဒါမှရေမွေးလို့ အော်ဒီကလုံးသိတယ်မလား ပြီးတော့ဗော တက်ကုမ္ပဏီနဲ့ထုတ်တာ ဘာရေမွေးလို့ အော်ဒီအဘုတ် ရပါတယ်ငါဆရာဝင်ရမှာထားပါတယ် ပါမာထားလေ ငါနာဝတ်ချန်ဒီခွေးတင်းနဲ့ဘာမှပြောက်မှာလေ ကဲဒီကတော့နောက်ကမင်းသမီးကျော်လေး ကဲမိတော့ မေသေးထိုက် မေးသေးထိုက်လာကြည့်ထွက်လာကြည့်နာမငါနဲ့ညားသွားမယ်လား ကျွန်တော်တို့အလက်ကနာပြီးသားမင်းသမီး မင်းတို့ဘသူကထုတ်ခိုင်းမင်းသမီးတို့ဖတ်မလားနဲ့မင်းတို့ဆိုပြီးွားရင်ကတယ်ကမရိုင်းတာငါလက်ချက်တော့ပူပါမယ်လို့ပဲလှည့်ပြီး မကနဲ့တော့တကယ် ဘယ်လိုကြည့်ဘူးငါလည်းကအောင်ပါ မကပါနဲ့တကယ်ချင်း တို့တက်လောက်အောင်ကပြမယ် ဟာ
တိုးကြော်ကနဲ့ဘယ်လှအောင်ဝင်ကမလဲမင်းပထိုးကသူကပြောငါလှအောင်ကမယ်လို့ပြောတာတကယ်သူတို့တက်လှအောင်ကမယ်မလှရင်လေဟာမလှရင်ဆိုတော့လှအောင်ရဲ့ညီမတုံးပဲမင်းရှင်မျိုးဘယ်လိုဆက်ခိုင်းလို့လဲထိုင်းနေမင်းထိုင်းနေတိုးကြော်လို့မရတော့တကယ်အချိန်လည်းမရှိတော့နော်အောက်ကမင်းလည်းပြောတိုးကြော်မကပါနဲ့တိုးကြော်မကနဲ့တိုးကြော်ကခဲနဲ့ပြမှာဟာမပြည့်နဲ့တော့ဘာလို့ဟာမပြည့်နဲ့ဟာပြောဆိုပြပြချာပြပြီးကောဘာလို့လဲဗျာမကောင်းနဲ့ဆိုမကောက်ပါဘူးဗျာခင်ဗျားတို့ကခဲနဲ့ပြတာကျွန်တော်ရခွေကောင်းမှန်တာဘူးတိုးကြော်တွေကချစ်ကြည့်ရခင်ဗျားဘာလို့ခဲနဲ့ပြတာအခုခင်ဗျားတို့ခဲနဲ့ပြတာကျွန်တော်အရင်ပထွေးကောင်းမှန်သွားပြီတဲ့မင်းခွေးလို့ပြောတာဟောမင်းကိုပထွေးလို့ပြောတာတဲ့ချီးစားတဲ့ခွေးဟောကြီးပွားမှမထွေးအင်ဂျိုညမှာချီးစားတဲ့ခွေးဟောဝရင်းညကြီးပွားမှမထွေးအင်ဂျိုညကျောင်းကျောင်းလမ်းညလမ်းဇဲကျိုဇဲအကြအမိုက်ပုံကျော်အမိုက်ပုံညမှာချီးစားတဲ့ခွေးခွေးမျက်စိလေသွားပြီမျက်စိလေသွားသူတို့တကယ်လောက်အောင်ကြပါဘယ်မင်းသားကိုမှစုမချဘူးဘယ်မင်းသားကိုမှစုမချဘူးနဲတယ်များတဲ့သဘောမထားနဲ့ရပါလေဟာ3000လောက်ကြီးပါမင်းတို့ကနောက်မှထည့်ပြီးတော့ဟာငါကောင်လို့မင်းဆိုပေးမင်းဆိုပေးကြမလို့ဘူးမင်းတို့ဆိုပေးမှမင်းသားကရမယ်ဆိုရင်ငါကမစားဘူးမင်းတို့ဆိုပေးကြမလို့ကြည့်ပြစရာရှင်းနော်သိတယ်နော်မနေ့ကျရင်ခမရကြလက်ဖက်နှစ်ပတ်တိုက်မယ်လက်ဖက်နှစ်ခွက်သူ့ကြိုင်ကသိတယ်ရှောင်းရှင်းနေဟာငါကောင်လို့မင်းဆိုပေးကြမလို့မလာဘူးလို့မလာထိုင်းနေသူတို့လည်းလောက်ပါတယ်တကယ်မင်းသားပန္နရာကျောင်းစင်ဘယ်လိုစင်လဲကျိုးစားရှစ်ဘောက်ကတက်ပြီးနောက်ဘောက်ကဆင်းတယ်ကျိုးစားမှုကြောင့်လူရှင်တော်ဖြစ်သွားတယ်တကယ်ကိုယ်နဲ့လူရှင်တော်ဖြစ်ပွားရောက်သွားတယ်မင်းသားတကယ်ဂျွန်းကောင်းတယ်မင်းသားနော်ပလင်းစိန်ဖန်ကွက်စိန်စိတ်ပေါ်မှာဒီလိုထိုးတာတိုးကြော်အဲ့လိုထိုးတာမဟုတ်ဘလို့ဟိုဆက်စင်ခေါင်ထိတ်တက်ထိုးတာအောက်ကိုဒီလိုထိုးချလူတွေမဟုတ်ဖုံးနေပါအားပေးတာမင်းသားတိုးကြော်ဖုံးနေရဘလို့အားပေးဒီလီဗရဏမာလီကရဏဘဝတဘာတို့ပြောင်းတော့မောင်တိုးကြော်အဲ့ဒါတက်တော့အပွားနေဒီလိုအပေါ်ကြီးကနေထိုးချတော့သိမှာပဲဟာမနောက်နဲ့တကယ်ဆက်ကလည်းကျွန်းတယ်နော်ဥမမောင်ဆက်ကကဘာလုံးထဲမှာဆိုင်ငယ်ဘယ်နှစီးစီးတာပြောလို့လဲ3စီးတိုးကြော်ဆိုင်ငယ်အစီး20ကဘာလုံးထဲမှာစီးတာခိုးရောင်းစားမင်းဆိုင်ကမခိုးဘူးမင်းကဝတ်တော့မို့လို့မင်းမခိုးဘူးဟာကောင်တို့ဟာကောင်တို့ဒီကိုရီလာဘီဟောရရွှေဝဲအဲ့ဒီရပဲချေသူသာပါပြီremix ပြပါရတယ်တချင်းနေတာယူရသွားတဲ့တဲနေတာငါကြားတယ်ရှားမရှိနဲ့你拿我来几人？拿我来几人？少油。မထားအဲ့ဒါ350ဘူးဒီလိုမှကြည့်ပြီမင်းကကျင်တယ်ဆိုလို့ तू တီးပေးရတယ်ဟောမင်းကလေတီးကောင်းတီးပါလားဘာဖြစ်လို့တိုက်ထားတော့အဲ့တီးလို့မဟုတ်ဘူးဒီကျဆိုနောက်ကနေတီးနေတာငါမပြောချင်ဘူးဘာဖြစ်လို့လဲကွာမင်း KB တီးပါဆုံးမှာပဲ KB ဆရာတွေဆန်းနေဆရာတွေမြင်မှုတော့ကိုယ့်အိမ်နေနဲ့ကိုတီးတာကြီးပဲသူခစ်ကြမှာနောက်မှာတခါလေရွာဘိုးထိုးနေတဲ့ KB ဆရာကြာနေတယ်မဟုတ် तू ကဘယ်လိုတီးလို့လဲ KB တီးပါဆုံးမှာငါမပြောလိုက်ချင်ဘူးတကယ် तू ကဘယ်လိုတီးလို့လဲဦးတီးတာမင်းမမြင်ဘူးလားအတူငါတို့ရှေ့မှာတချင်းဆိုတော့ဘယ်လိုတွေ့မှာမင်းလဲနောက်မှာ KB တီးပါဆုံးမှာ तू တီးတဲ့ပုံက
ပြသားသွားတိုင်ရောအဲ့ကွန်းကပိုင်းသာဖမ်းခံတော့မှာ ဘာမှလည်းကိုရမယ် အဲ့ဒါလေးကကွန်းကပိုင်းပေါ့ ဟဲ့ကေဘီဟာ အဲ့ဒါဘောဟာတွေချုပ်ကွန်းကတင်အောင်ကွန်းကပန်းမယ် ចောင်းဘူးတဲ့လူပဲသိတယ်ဒါမျိုးကြတော့ တိတ်တီးချင်တယ်ငါမပြောချင်ဘူးတီးချင်အဲ့ဒါအဲ့ဒီကေဘီမှာပါကွင်းနဲ့ကတယောက်တည်းသွားတီး ဝင်နေသွားတီတော့သူ့ဘယ်သူကလာအားပေးမှာ လာကြည့်လိုက်များဖားလေးတွေကြောက်ကလေးတွေဒီကောင်လေးတွေကဲသွားဝင်မွေးပွဲမိသားစုကလာအောင်မခဏကြီး မင်းအဲ့လောက်ဒေါသထွက်အောင်မင်း तू က KB ဘယ်လိုတီးလို့ အေးတေချာမကြည့်ဘူးလား ငါလည်းမသိဘူးတတိပဌာန်းမင်း တီးနေပြီနော်ဘာမှမတော့ သူကဘယ်လိုတီးလို့ ကေဘီတီးပါဆိုသူတီးနေမင်းတို့အဲ့ဒါပဲရှေ့မှာတတိဆိုဘူးလောက်အာရုံတော့ အေးဟော तू ကဘယ်လိုတီးတာကိုတို့မခလေးနဲ့လုပ်ကိစ္စဆွေးနေတယ်ခလေးနဲ့ပဲလုပ်ပြီးတော့ မင်းသူတီးတာကိုတီးချင်လား တီးကြည့်ပါဦး သူတီးတာတီးချင်မင်းနဲ့မလေးသူ့အိမ်ပို့လိုက် ဒါတကားတော့ သူကေဘီသာတင်ပေးလိုက်မယ်အဲ့မင်းသူတီးနီးတွေပါတက်သွားတယ် တီးလို့ ဒါနဲ့ तू ကဘယ်လိုတီးတီးငါစောက်ပုံမှမပါတဲ့ဟာတော့ငါညမလေးရောက်သွားအောင် အဲ့တော့တော့ထွက် तू ကဘယ်လိုတီးလို့လဲ तू ကဘယ်လိုတီးဘယ်လိုတီးအာမိုက်တယ်ဟေး တီးရင်စောချက်တော့ပြီလား နေငန်းနေလို့ကလားဟုတ်တယ်ကောင်းပါလေကြည့်ပြီ ငါတက်ကတော့ကွဲသွားတဲ့သားဖာဒီကုမတက်လာတွေ့နေလား ကိုဝမ်းကျော်ရေး ကိုပြီကျော်ခင်ဗျ ကိုပိုးလေး ကိုပြီကျော်ခင်ဗျ ကိုတို့ကျော်ခင်ဗျ ဒီကောင်းလည်းခေါ်လို့တယ် ညောင်းနဲ့လောက်နဲ့ရပြီးတော့မွေးတာလား ဒီလိုပုံစံမျိုးနဲ့ဒီလိုအမူအရာမျိုးနဲ့လက်ပတ်တာပတ်ပေးလိုက်ရင်စွမ်းရှင်ကိုစွမ်းရှင်ဆိုပြီးဘယ်တော့တော့ဒုက္ခပေးလိုက်များမင်းဘယ်လိုဖြစ်လို့ဒေါသထွက်အဲ့လိုဒေါသမကြည့်ဘူး တိုးကျော်နာမည်ခေါ်လိုက်တာနဲ့နောက်က မင်းလောက်လားမင်းလောက်လားလို့ရ ဖုံတော့ပါလားသူကဖုံလာ သူ တော့ ကရှုခံနေတယ်ပါဝါငါအသားမဲ့သိကြည့်ရတာမဟုတ်နော် ရနာမည်ဖူးဖွေးกว่าမင်းကမလုပ်ပါ နာမည်ကဖွေးတဲ့ဖွေးနဲ့ကို့အသားရင်နဲ့မလိုက်လားမလိုက်လားမသိဒီကိုဖျားမရှိခိုးနိုင်ဖြစ်သွားမယ် ဟာပမာပါ မရှိတော့တီးမဲ့လူမရှိတော့ ကဲကဲတော့ကြော်ရအခုချိန်က ဟောမင်းသမီးကော အေးအခုချိန်ကဆိုင်တော့ဘယ်လိုရောင်ပြီးတော့လေတိုးကြော်လို့မခေါ်မိစေနဲ့တိလား ဆောက်မေးမင်းလောက်စမ်းကြမလို့ခုချိန်မှာပြဿနာတက်နေဒီ KB လာမထိနေတော့ဟာဟဲ့ရမမင်းလောက်သွားမင်းသမီးခေါ်အောင်မယ်လို့သွား တီးပြီးတော့ တီးတာကိုတီးတာကိုမြည်တယ်ဟလားမမြည်ဘဲနဲ့တီးလို့ရတယ်ဟာတီးမလား အားကြောင့်မင်းယောဂကြိုက်တယ်လည်းမဟုတ်သေးဘူး လာလိမ့်မယ်ရှေ့လိုက်ပါလို့ဟာဟေးဘာလို့ပြမလို့သားရအဲ့လိုပါလား အေးကျေးဇူးတော်မြင်တယ်ဗျာအဒီညပွဲမကောက်လို့မင်းတို့က ဘာလို့ ငါဒီလိုငါကင်းတိုင်ဆောင်နေမယ်လို့ လာကိုကိုလေးကိုတိုင်းကြော်ခင်ဗျ ကောင်းဟာဒီနေ့ကောင်းသိင်းနဲ့ကောင်းသိင်းနဲ့မယ် ကိုကိုလေးကိုတိုင်းကြော်ခင်ဗျ ပျော်စရာကောင်းတဲ့ညချမ်းပါဗျာ ဟုတ်ကဲ့ အလူတကာအလူမတွေရဲ့ကျေးဇူးမြတ်တာပါ မေတ္တာစေတနာပါ အဲ့တော့မိသားစုတွေကိုပြေပြေဖဖပြေပြေတင်ဆက်တာဝမ်းသာပါတယ် မှန်တယ်ဗျာ အဲ့တော့အထဲဝင်နေတော့သွား ဟမ် သွား အခေါင်းနဲ့တော့ ခဲနေ ခ တော့ န်းနဲ့တော့အခန်းနဲ့တော့ ကဲတော့တ မ န င်း ည်း သမီး ဆို ကိုခေါ်လိုက်မလို့ ရတယ်တကယ်ချင်းကတော့ခေါ်ပြီးသွား ဒီပုံစံနဲ့ပို့ သွားလဲလိုက် သွားပါဦးမယ်ကြည့် မင်းသမီးနဲ့ငါနဲ့ကွက်တီးပဲဒီပုံစံ ဗျာကိုဗျာကိုဘာပြောလဲ မင်းသမီးကဒိုးအဖွဲ့တွေကမဟုတ်ဘူးနော်ဖိုက်စတာအဖွဲ့တွေကမင်းသမီး ငါ နော် ငါကိုဘာပြောလဲဗျာကိုဘာလဲမသိဘူး ဟောတော့ရှောက်ပေါ်နေ အဲ့ဒါ အမသိဘူးတို့ပြောနေရလားလို့ကိုဘာပြောချင်လဲ ပြောလာတော့ပြော ငါ လာ တို့ တော့ အမီးမပြေသေးတာ ပြောလာတော့တို့တို့နေလွတ်ပြထားလိုက်မသိရဆောင်နေတာအကောင်းနေ အမှုပြေရက်သွားလိမ့်မယ်မင်းသားလေးနေ ကဲတော့ပြောစရာကောင်းတဲ့ညချမ်း အေး 5 star မင်းသမီးကျော်လေးမေသေးထိုက်ကျွန်တော်တို့ရှေ့ ငါတော့ခေါ်ခဲ့ရ ရတယ်ငါတို့မင်းသမီးအဲ့လိုထုတ်လို့မရအောင်စာနဲ့ပင်နဲ့ထုတ်ရတာလေကွာ မင်းသမီးကဘယ်လိုထုတ်ရတာ စာနဲ့ပင်နဲ့ထုတ်ရတာ ငါတော့အဲ့လိုမထုတ်ဘူး ဘာနဲ့ထုတ် ကျွတ်နဲ့ကောက်ထုတ်တာ ကျွတ်ကျွတ်နဲ့ထုတ်ကျွတ်ကျွတ်နဲ့ထုတ်မင်းသမီးကထိုးနေတာကိုတချင်းနဲ့ထွက်လာပါ ဘယ်တချင်းတော့ အာယာမင်းငရုတ်တီးအိတ်နဲ့တာညာရင်အာပူဖြစ်နေမှာ ကဲအဲ့တော့စောင်းဝတီလေးဟုတ်ပါဘူးမေသေးထိုက်လေး ဟောရမယ် ကတော့ရုပ်လေးဖော်ထုတ်ကြပါစို့သွားမင်းအဲ့ဒါနဲ့တေးဥပြက်တယ်လို့သွားလို့ပြော
ဟုတ်ပါကွာရုပ်ကြီးရလေ နိုင်လူယုံနဲ့ဒီကျွန်တော်ခွေး မ ပြီ င်းသမီးထွက်မလာရင်အဲ့ဒါငါလို့မှလိုက်တော့ မြန်မာဆိုတာတတိတနတ်နဲ့စီကန်းရှိတဲ့နိုင်ငံမှာ ဟုတ်ပါဗျာ မိစ္ဆာစိတ်နဲ့တိုးတက်နေတဲ့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံကိုမျိုးဖြတ်တွေကအစိုးဘက်ကဆောင်သွားရင်နောက်မမောင်းအောင်ကလောင်သွားတဲ့ထုတ်စစ်ပြကျုပ်တို့ရဲ့အာဇာနည်ကောင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းအုံပြချခဲ့တဲ့ဒီမိုကရေစီလမ်းစဉ်ကပန်းဝင်တော်မှာ မှန်တယ်ဗျာ ရင်ကြီးအောင်တပင်စင်းနဲ့လမ်းပြမှာမင်းတို့တို့ရဲ့တောင်းဝင်ဒီလိုမှမဟုတ်ပဲစံတဝါးဝါနဲ့ရမ်းသွားနေတို့နိုင်ငံလမ်းမကိုရောက်သွားလမ်းမကိုရောက်ရင်တိုးတက်ဖို့အတွက်စောက်ရမှာအောက်ကတော့မနေနိုင်ဘူးမြန်မာဆိုတာရှာမှာရှားတဲ့အာခသားပါဆိုတာညီညွတ်ခါတစိတ်တဝက်နဲ့ဟာငါကောင်ရဲ့အငိတ်ခန်းကိုဖျက်ပြီးတင်ဆက်မယ်ကျွန်တော်တခုတောင်းဝင်ချင်တာသူကတချင်းလေးနှုတ်တိုက်ကြက်ထားတာဖြစ်တဲ့အတွက်အမားလေးပါလို့ရှိရင်ခွင့်လို့ပေးပါ ဟုတ်ကဲ့ လူဟာငါကောင်ရဲ့မူတကယ်မှန်နဲ့လူငယ်ဆန်နဲ့ ဟာငါဆောင်နေဟေး စိတ်စီဒီရဲ့ စကားတွေလေကားပေါ်တွေချော်ကြကုန်ပြီဟေး ဟုတ်ပါ မြောက်မကြီးကနေခင်ဗျဟေး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 ဟုတ်ပြီ တဲ့ ဟေးဟေး ဒီလူပေါ်လိုက်ဒီပေါ်အသက်သွေးချီဒီလူသာအောက်ဆောင်ကောင်းဒီလူရလေးလေးကလာငါလေးကလာလေးတိုက်ဒီကောင်းချစ်ကြကြစမ်းပါလူအောင်စမ်းပါလူအောင်စမ်းပါဒီမျိုးလေးစားအားထားရရင်လူငယ်စံတရားပါ ဟေး ဘေးတဲ့တိုက်ဟုတ်လားတရားတင်ဆိုးခွာဒီထက်လေးဂျုံကိုကွာဒီဒီပေါ် ဒီလူအပေါ် တိုင်းဒီပေါ် တိုင်းပြေပေါ် သက်သွေးချွေးအသက်သွေးချွေးဒီလူသာဒီလူသာကောင်းတော့ကောင်းလို့ជីညိုစရာ ဒီညိုတရား လင်းလေးမြမ မင်းတို့လည်းဒီမှာ ငါလေးမြမအောင်ချစ်ကြကြစမ်းပါ အားလုံးကတာဝန်ရှိတယ်ဗျာ ဘူအောင်စမ်းပါ ဘူအောင်စမ်းပါ ជីညိုလေးစားအားထားရတဲ့လူငယ်စံတယောက်ပါ ဘူချုပ်အောင်စမ်းပါတို့တိုင်းပြည်ကလူငယ်စမ်းပါကိုဘိုးလေး ဟုတ်ပါဗျာဒီရောညာရောလူငယ်ပူရလူငယ်ပူရလူသားလေးနာရာလူဘုံသူမရှိဘူးတချို့ကရိုင်းတယောက်လို့နေကြသေးလားရိုင်းတယောက်လို့နေကြသေးလားမတရားတဲ့ဆုံးဒီလူကိုမှအာမနာ အာမနာ ကြောသာရေတော်ဝေးကြဒီလူကိုမေတ္တာထားတာ ကိုပြတာသာရ အပြောကတော့မချူပါခွေရေးကိုပုံမယူလို့ရုပ်ရှင်လက်မှတ်တော့ ရုပ်ရှင်လက်မတော် အလက်ကားယူခဲ့ အလကားပြီးပြီလေဘိုးတို့ပါ တတ်တော်ဟာပြည်သူတက်လို့ဘိုလ်ချုပ်မင်းငယ်တာတတ်တော်ဟာပြည်သူတက်လို့ဘိုလ်ချုပ်အောင်စပေးခဲ့တာပါခင်ဗျာဟုတ်ပါဒီသက်ထိုက် အေးအေး ဟုတ်ချင်းပြုံးပြုံးလေးကလည်း မင်းသမီးကိုပြောနေတာ မဖဲဟွာမြူးနေဟဲ့လား ဟေးအေးအေးကြတေးရေ အောက်ရေပြီးလက်ပြေ ကြောက်ရေ ဟုတ်ပါ အမေ ဟင်း ဟေးဟေး ကောင်းလာလားသမီးရဲ့ မင်းဘယ်ကြည့်ပြောနေတာ နာကွာ သမားလေးတို့ဝိုင်းဥစ္စာဘိုလ်ချုပ်အမတ်တရားရတိုင်းမှာထားဦးရတော့သူ့ရဲ့တုံးဆောင်ပြောရရှာအဝိစားကလုံချပေးမဲ့စိတ်တက်ကမြင့်ရဲ့သူပါလေးစားစိတ်ရဲ့ပေမဲ့ဉာဏ်ပညာအလွန်ထက်တာဉာဏ်ပညာအလွန်ထက်တာနောက်လူများမှတ်သားလိုက်တာမြမပြေမှာ ကျုပ်တို့
ပြည်မှာပြည်မှာ မြမပြေမှာ ကျောက်တော်နိုင်ငံကြီးမှာ တိုင်းရင်းသားပြည်တော်စုလို့ဟိုအောင်ဆန်းလို့ ဒီအောင်စကြဘာ မောင်ချင်းဟိတ်လို့ပေါ်လိုက်စား ဟေးအမေကောင်းတယ်ဟာ ဘယ်ဖြစ်ကြ တိုက်ပတ်တယ်ကွာတို့ကမင်းသားဆိုတော့အကပတ်ပဲကြည့်တယ်ဟေး ဖိုက်စားမင်းသမီးကျော်လေးမေးတဲ့ထိုင် ဟေးဟုတ်တယ်ဟာဟေး ကောင်းခါချေလက်ဤလေးချက်မပြတ်စေရဥတုမင်္ဂလာတဲ့ တဘောပါလားဟဲ့ကဲဩပါခင်ဗျာ သူ့ခုမှာဘယ်ကသူ့မင်္ဂလာ ဆရာတော်စိတ်ဆွဲသွားတယ် ဟာ အေးမင်းသမီးအဝေးကနေပြည်စူပါမင်းကြ တေရာတော်ကံဓမ္မလေးကိုယ်တိုင်ဥစ္စာဘုချုပ်အမတ်တရားပြလိုက်တာထားလို့ရတာသူ့ရဲ့ဥစ္စာတော်တော်ရှာရနာဝိစာကလုံချပေးမယ်စိတ်တကပြည့်ပြည့်သူပါ စိတ်လည်းကပြင်းပြင်း အမေ ဒီစားသိရဲ့ပေမဲ့ပညာအလုံးထက်တာ ပညာအလုံးထက်တာ နောက်လူများကပတ်သားလိုက်တာမြန်မာပြည်မှာ အပြေမှာ မြန်မာပြည်မှာတိုင်းရင်းသားပြည်တော်စုလို့တိုင်းရင်းသားပြည်တော်စုလို့ဟိုအောင်ဆန်းလို့ပြည်အောင်ရှုကြပါခြေလက်ခုတ်တန်လေးကြားပြစီဗျာ မိသက်တိုက်တကူကွယ် ဟောမေးလို့ကွာမှာ မင်းတို့မောင်ရချစ်တဲ့လက်ဆောင်ဟေး မေးပေးလို့ပဲယူလေရောရောမောင်ပါ တော်တော်ကျွတ်ကျွတ်ဆဆနဲ့ကသွားပါလေကျွန်တော်တို့ဒီတချင်းလေးဆိုတူတာမရဘူးနှုတ်တိုက်ကျွန်တော်တို့တရက်ထဲနဲ့ကြက်ပြီးတော့က မရတဲ့အတွက်သူလည်းပီကယ်လေးစောင်းလာပြီးတော့မင်းတို့ဆိုတာကြီးကငါသူဆိုတာကို ယောက်ျားတန်နဲ့ပြောင်းဆိုပြတာ ဒါပဲပြောပြောသူဆိုတာကောင်းကောင်းပါတယ်ကွာ မင်းကတော့ဖင်ရအောင်မခေါ်ဘူးမျက်လုံးက ငါကြည့်နေတယ်မင်းအဖွဲထဲမှာနာဘူးက9ယောက်ပဲရှိတယ် ဘယ်9ရောက် တို့9ယောက်လေ တော်သေးတယ်ငါကြံခဲ့ပြီအောင်းမမြင် ကဲအဲ့တော့မင်းတက်တိုက်လေးတာဝန်ချပေးသွား တာဝန်ချသွားပြီလား မင်းတို့ငါတို့တာဝန်ချပေးလို့ ဟုတ်တယ်ဟုတ်တယ် တို့အခုဆိုလို့ရှိရင်ဒါမကြတော့ချိန်မှာကြာရောက်တော့မယ် အားတော့ အတာကျူးတဲ့တော်လေးလေးလား တော့တလင်းလာကမင်းမြူးတယ်လားသိကျင်တို့ ပါလဲကွာ အတာကျူးတဲ့အရက်တော့ပွဲ တကူလား ရှာမရှင်းတဲ့အဲ့တကြညာအကုန်အရက်တော့ကြောက်မူးနေတာပဲ အတာကျူးတဲ့တကူလား ဟုတ်တယ် အဲ့တော့မင်းတို့ငါတို့ဟာငါကောင်ကတကူလားကြာရင်တန်ချက်ထွက်မယ်အဲ့တော့မင်းတို့ကတန်ချက်တိုက်ရင်မကောင်းဘူးလား တိုက်မယ်တိုက်မယ်တိုက်လေ တန်ချက်လေးနဲ့တခါတည်းပြိတ္တလည်းဖြောပြပြီးသားဖြစ်အောင်တို့9ယောက်လည်းတန်ချက်တိုက်တယ်လို့ဖြစ်သွားအောင်ငါတန်ချက်အစတော့မိုးလေရဆိုသိတယ်နော်ငါမိုးဆို အဲ့တော့လေ လေပေါ့ ငါလေဆိုနည်းနည်းတိုက်ကြည့်မယ်မိုးလားမောင်တို့ လေလားမောင်တို့ လေလားမောင်တို့ မိုးလားမောင်တို့ လွတ်တော်ထဲမှာအစည်းဝေးထိုင် လေလားမောင်တို့ လေပဲဘလောက်စီဝဲထိုင်တိုင်းလေပဲလောက်ထိုင်တိုင်းလေတရာစီဝဲထိုင်တိုင်းလေအိတ်နိုင်နေတဲ့လေအကော လွတ်တော်ထဲမှာအာရှိတဲ့ကိုကိုအာရှိတဲ့ကိုကို လေ 阿弥陀佛，阿弥陀佛， အော်မေတော်ဖော် 所信， စော်ရှိ 要不了。 တက်ဆက်ရှင်9တော့ ဟောင်း ဟော ဟောင်းခွေးလို့ဟောင်း မနောက်တော့ 我小好笑，啊莫是好，啊是小好好， ဟော 水神个杯， ဘာပြောလား 三神杯啵， ဝါ 你再要完了，我们再要走完了，来了，爬的马的。 အေးကျေးဇူးကညာဆဲတော့ဟော 变水晶嘛，表得修少，得修少。 အဲ့လိုတရှိတော့မင်းတို့ကလွတ်တော်ထဲမှာစီးဝေးထိုင်တာလေးလေး 你们来来来来嘛， ခစ်ကိုနောက်ပြန်မဆွဲပါနဲ့ 俺都要把表， လွတ်တော်ထဲမှာစီးဝေးထိုင်လေးလားမောင်တို့လေတွေကြီးပဲအာရွှေနေလို့ရှိရင်မြန်မာနိုင်ငံဘယ်လိုတိုးတက်တော့မှာ 哎呦， ငါတို့ကလူရှင်တော်ဆိုတော့အသိပေးရ 哎呦， လွတ်တော်ထဲမှာအစည်းအဝေးထိုင်မင်းတို့ကပိုင်နိုင်လောက်ကြပါဗျ 哦， အစည်းအဝေးထိုင်နေုံနဲ့မပြီးဘူး မပြီးဘူး တကယ်အလုံးနဲ့တတ်သိပြမယ် အေး အဲ့တော့ပိုင်နိုင်လောက်ကြပါဗျ 拜拜奶奶လောက်ကြပါဗျ အေးလေ အာစောစီမပြောစွမ်းစာနေရလဲ ဟောမသိလို့ပါဖိုးချီရဲ့ မထမင်းတော့တင်မောင်ဆမင်းဝင်း ဟုတ်ပါပြီဟမ်ဇာမိုးဝင်ဟုတ်တယ်မလားရှင်မန်းတင်ပါ ရှင်းမတင်မတေဝါသူကတေး လူသားသေးတာနာမည်မသိဘူး ပိုင်ပိုင်နိုင်နိုင် ပိုင်နိုင်လောက်ကြပါ โอเค ဗျ ရတယ် လွတ်တော်ထဲမှာအစည်းအဝေးထိုင် ပိုင်ပိုင်နိုင်နိုင်လောက်ကြပါဗျ ပိုင်နိုင်လောက်ကြပါဗျ လွတ်တော်ထဲမှာစီဝဲထိုင် ဟာဆက်သွားတယ်အဖိုးကြီးတွေ ပိုင်ပိုင်နိုင်နိုင်လောက်ကြပါဗျ အဖိုးကြီးတွေလေ မာပတ်စံပေးထားတာမရရအောင်ပိုင်ပိုင်နိုင်နိုင်လှုပ်ချတာတောင်းလို့ရမှာပဲလေဒါအသက်ကြီးနေ ငါဆက်ကရန်ကုန်မှာတစ်သက်ချင်းတောင်းတောင်းချိန်မိုင်းနိုင်ချမယ်ထောက်သွားလော ဒါခေါက်ဆွဲကြော်မို့ အေးဒါသမင်းကြော်ဖို့ချ ကိုကိုရင်မောလို့ပါဆိုစီးပလာဖို့ဒါပြီးတိုင်းဘာညာလို့မဟုတ်ဘူး
ငါလာပြီအားနဲ့စံတဲ့တော့ကြပဲနဲ့ရက်ကြည့်ရုံနဲ့တော့အရင်မခံနိုင်ဘူးဗျာ 阿弥陀佛，阿弥陀佛，你婆一说一声，你陪一谁走爹对空想冲对搞崩气对搞杀啊，你做完了七堆高山。你是哈啊，你是啥？呀，有哈收包收包，大表的嘞，少补少补。你个小哈，哦，谁忙谁忙，包了。少妹少妹，你是哈，哦，你是哈，哦，百货不包容一家家，百货不包容一家家，阿拉马表了。都还包包的牙姐姐。哇！他的嘛他。啊，哇，彭家扁，彭家扁，评价表。彭家扁那条。好，好，好。ဒီလားဘာတွေလျှောက်ပြောနေမှမသိဘူး ဘာပြော အဖိုးကြီးတွေတော့မမြောက်သေးနဲ့လေကွာဒီရွယ်ဆိုတာဖရားရိတ်တဲ့ရိတ်ဒါလုံးဝမရွယ် အဲ့ဒါဘာပတိလား ဂိမ်းစော့တာလေ အတက်ကြီးတဲ့ဘဘအရွယ်ဆိုတာကမနှောင်းနဲ့ဒါနှလုံးပတိစိတ်ရမယ်အရွယ် တစ်လုံးပတိစိတ်ရမှာ နှလုံးပတိမှာအားရ ဒီချင်းလို့အဲ့တို့ပိုက်တာကြတော့ပိုင်နေလုံးကြပါဆိုမြောက်ပေးသလိုဖြစ်မှာကိုဖိုးအရွယ်တွေဆိုတော့မင်းတို့ကသွားပြီးတော့အပြစ်ပြောလို့လည်းမရဘူးလေးလေးစားစားနဲ့တောင်းပန်အောင် ဘယ်လိုတောင်း လက်အုပ်လေးချီ ကြည့်လိုက် မာဆက်သွားတဲ့အဖိုးကြီးတွေဆိုမင်းတို့ကအသက်ကြီးနေပြီနားလိုက်ပါတော့လက်အုပ်လေးချီပြီးတောင်းဒီနေရာမျိုးကမသွားတဲ့တော့ဖရားရိတ်တရားရိတ်နေရမှာ ဟုတ်တယ် မာဆက်သွားတဲ့အဖိုးကြီးတွေ ဟောဘယ်လို ဘာလို့ဟာအသက်ကြီးနေပြီနားလိုက်ပါ အ တော့ တက်ကြီးနေမယ်ဒီရွက်မင်းဖယားတရားသွား ဖရားရိတ်တရားရိတ်သွားမယ် ဖယားရဲ့တရားရေးဆိုမယ်အရင်အဲ့လိုကောင်းတဲ့နေရာ အေးမြတယ် အဲ့တော့ပိုင်နိုင်ဟုတ်ပါဘူးအတက်ကြီးနေပြီနားလိုက် နားလိုက်ပါတောင်းမယ် အာစောစီမပြောဘူးရဲရင်အောင်ပါလေ အော်မသိလို့ပါဗန်ဒီဖြူရေ မှတ်ထားမယ်နော်ဆိုင်း ဟုတ်ပါပြီရဲလေးဟုတ်တယ်မလားဇော်ဝမ်း ဒီငယ်နွယ်ဦးသူပေါ်ဒါရ ဇော်ဝမ်းနဲ့မချီးကိုပြီးတော့နေတာ လောက်လေးချီပြီးတောင်းမယ်ဘယ်လိုတောင်းမှာ အတက်ကြီးနေပြီနားလိုက်ပါတော့ မာဆက်သွားတဲ့အဖိုးကြီးတွေ အတက်ကြီးနေပြီနားလိုက်ပါတော့ အသက်ကြီးနေပြီနားလိုက်ပါတော့ မဆက်သွားတဲ့ဖိုးကြီးတွေ မာဆက်သွားတဲ့အဖိုးကြီးတွေ အတက်ကြီးနေပြီနားလိုက်ပါ အ တော့ သက်ကြီးနေပြီနားလိုက်ပါတော့ မဆက်သွားတဲ့ဖိုးကြီးတွေ တမရာကြီးဦးသိန်းစိန် အတက်ကြီးနေပြီနားလိုက်ပါတော့ ဟိုအကြီးနားတင်နေလေကိုယောဂကိုကြည့်တော့ဒါမဘူးလဲတူကြည့်တော့မလား နားလိုက်ပါတော့နော်ပြောပြီးသားနော်မနာတော့တော့စိတ်ဆိုးမှာကဲပဲ ပြောင်ပြောင်ကိုပြောမယ်နားလိုက်တော့ဒီကောင်ဆောင်ရတာဖာရမ်းမီးလောင်ဘယ်လိုပါလဲ နေ့လင်ကဒီမှာဘယ်ဘက်ကိုလေးသွားပြီ ပြန်တော့မဲ့လူတွေလေး မင်းတို့ကွာအဲ့လိုမပြောအောင် မင်းမတက်ကြီးတွေနားလိုက်ပါ ပြည်သူကတင်မြှောက်ထားတဲ့တမရအယက်သားအစိုးရခေတ်မှာဒါတမရဆိုတာပြည်သူတင်မြှောက်ထားတာတမရမှာလည်းတမရအခွင့်အရေးရှိတယ်ပြည်သူမှာလည်းပြည်သူအခွင့်အရေးရှိတယ်2015မှာပါရှိတယ် ရွေးကောက်ပွဲရှိ ရွေးကောက်ပွဲဆိုတော့ပြည်တမရအခွင့်အရေးရသူကဝင်ပြန်ရွေးလို့ရတယ် အဲ့တော့ အဲ့တော့ငါတမရကြီးဦးသိန်းစိန်ဆိုမင်းတို့2015မှာဝင်ရွေးပါလား ဟောတမရာကြီးဦးသိန်းစင်သူ ဟုတ်တတိပေးရမယ်လေ ပြန်ရွေးပြည်သူတွေကြိုက်ရင်သူရွေး ပြည်သူအတွက်ကောင်းအောင်လုပ်ပေးလို့ပြည်သူကလက်ခံရင်ပြန်ဝင်ရွေးလို့ရ တို့က တမရပြန်ဖြစ်မှာ 2015မှာ ဝင်ရွေးပါလားအေး အဲ့ဒါစောစီမပြောဘူးရေးဟုတ်ပါဘူးအောင်ရဲလင်းရလေ မသိလို့ပါမြင့်မြင့်ရေ မှတ်ထားမယ်နော်နေတို့ ဟုတ်ပါပြီပြည်တီဦးဟုတ်တယ်မလားဝင်းဦး ပေါင်တောင်ပြုံးနေလို့ပဲ မင်းကိုသေပန်းပွင့်နေတာ ရပြီနော် 2015မှာဝင်ရွေးပါလား ရလား ရပြီ တမရာကြီးဦးသိန်းစိန် ဟို2015မှာဝင်ရွေးပါလား 2015မှာဝင်ရွေးပါ တမရာကြီးဦးသိန်းစိန် မူကြိုကျောင်းကခလေးလေးတွေ 2015မှာဝင်ရွေးပါလား ခလေးတွေ ကမ္မနာဖြစ်တော့လည်းဗာဖြစ်တယ်ခလေးအုပ်ချုပ်တဲ့တိုင်းကြည့်တော့ဗာဖြစ်လေအတူတူပါပဲဒါ ကလေးတွေဝင်ရွေးလိုက်အပေါ်ကမိဘရခိုင်းလိုက်မယ်မိဘရခိုင်းလာတော့ပြီးရော ငါရိုက်ကိုအเจ้าကိုတင်ပြီးတော့မင်းတို့ကခလေးအုပ်ချုပ်တဲ့တိုင်းပြည်ဖြစ်မှာပေါ့ခလေးတွေဝင်ရွေးလို့ရှိရင် အတော့ပါပြော မင်းတို့အဲ့ဒါကြတော့မူကြိုကျောင်းကခလေးလေးဒီရွယ်က4နှစ်သား5နှစ်သားခလေးဆိုတော့ဘာမှသိသိသေးတာမဟုတ်အိတ်ဖို့နဲ့စားဖို့ပဲသိတယ်ဝေါဝါစားပြီးအိတ်နေလိုက်ကြ ဩဝါဝါစာကြီးမိတ် မင်းကစောစောတီးမပြောဘူးရဲတိုက်ကလည်း ဟုတ်ပါပြီမင်းအုပ်ဆိုရဲ့ဟုတ်တယ်မလားဂျွန်ကို အေးပါမော့ရဲ့တွေ့ ဟောရပါပြီနော် ဝါဝါစာပြီး မိတ်နေလိုက်ကြမူကြိုကျောင်းကခလေးလေးတွေ ဝါဝါစာပြီးမိတ်နေလိုက်ကြ ဝါဝါစားပြီးမိတ်နေလိုက်ကြ အမူကြိုเจ้าကကလေးလေးတွေ မူကြိုကျောင်းကခလေးလေးတွေ ဝါဝါစာပြီးမိတ်နေလိုက်ကြ ဝါဝါစားပြီးမိတ်နေလိုက်ကြ အမူကြိုเจ้าကကလေးလေးတွေ စကိုင်းတိုင်းကဝင်ကြီးတွေ ဝါဝါစာပြီးမိတ်နေလိုက်ကြမိတ်နေလိုက်ကြ ဟာချင်းချင်းကောင်းလားပြောကြည့်
တတရရပဲလားဟေး ဟာအေးစေ တတရရပဲလားဟေး တတရရပဲဟဲ့ အေးစေးပဲလားဟေး အေးစေပါ တတရရနဲ့အေးစစ်စစ်တတရရနဲ့အေးစစ်စစ်ဆိုပေါင်းလိုက်ရင်တာမပြောနဲ့ တာစေးတိတ်တိတ်နေ ဘာဝါ ခမရမင်းလာလာရခမရလေ ဘိုက်တင်းလို့ပါ အဲ့ပြောခမရဘာလို့တော့စားလို့လဲ ဟာတရာလေးစနဲ့တန်ချောင်းလေးနှစ်စီးကဆောက်ရ ခမရကျုပ်တွေ့ကြတော့မထားဘူးနော်ခမရဟိုနေ့ကလည်းခမရကြည့်တယ်ကျုပ်ကလေးတဲ့ဂုံးကျော်တော်ဆောက်လို့ကလေခမရအိမ်ကိုဘီးလက်မြေကဆယ်ပြီးတိုက်တော့ကျုပ်တွေ့တယ်နော် ဟာအဲ့ဒါခင်ဗျာသမင်းသားပြီးအချိုတဲဖို့ဗျာ ဒီလိုလေတတားကိုအချိုတဲရလားတတားကိုအချိုတဲရ အာဥယေတာအေးပြန် အေးချင်းစိုးလေဘာတွေချက်ပြောနေလဲကွာမင်းတို့ မေမေ စကိုင်းတိုင်းကဝင်ကြီးတွေမိန်းနေလိုက်ဆိုလို့ရှိရင်ဘယ်လိုလုပ်အဆင်ပြေမှာလဲ ပြောပါပြော စကိုင်းတိုင်းကဝင်ကြီးတွေဒါဝင်ကြီးတွေကဒီဘက်ခေတ်မှာဝင်ကြီးဖြစ်ရတယ်ဆိုတော့မြန်မာနိုင်ငံအတွက်သူတို့လည်းတက်နိုင်တယ်လို့ကြိုးစားတယ်ဒါပေမဲ့မှားလို့မရဘူးမြန်မာနိုင်ငံမှာမီဒီယာတွေကအရင်စက္ကန့်နဲ့မြသတင်းတွေကအင်တာနက် Facebook မှာစက္ကန့်နဲ့မြတက်နေအဲ့တော့သူတို့လောက်ရတာကြက်ကြက်တဲတဲလောက်ရဒါစကိုင်းတိုင်းကဝင်ကြီးတွေဆိုမင်းတို့ကလုတ်ကန်ရတာကြက်ကြက်တဲတဲ ဩ ရလား လုတ်ကန်ရတာကြက်ကြက်တဲတဲ အေး โอเคနဲ့ ရရနော် ရ စကိုင်းတိုင်းကဝင်ကြီးတွေ လောက်ကန်ရတာကြက်ကြက်တဲတဲ လုတ်ကန်ရတာကြက်ကြက်တဲတဲ စကိုင်းတိုင်းကဝင်ကြီးတွေ စကိုင်းတိုင်းကဝင်ကြီးတွေ လောက်ကန်ရတာကြက်ကြက်တဲတဲ လုတ်ကန်ရတာကြက်ကြက်တဲတဲ စကိုင်းတိုင်းကဝင်ကြီးတွေ 14နှစ်နဲ့လင်းယူရင် လောက်ကန်ရတာကြက်ကြက်တဲတဲ တနာပါလေဟဲ့ သမီးကအသက်မပြည့်သေးတော့ငိုမှာနော် တနာပါလေဟဲ့ မေရလည်းဘလို့ဆောက်ဘူးနဲ့ပေးသားလည်းမလို့ နေချင်းစိုးနေချင်းစိုးလေကဲကိုကိုလေး တော်တော်ကြက်တယ်ဗျာ နေချင်းစိုးဟာ မေတို့စုကဘယ်ပြန်လာ ကျေးဇူးတင်ပါတယ်ကိုဝိုင်းကျော်ရေ ကိုတန်းကြောင်ခင်ဗျာ ကိုတို့ကျော် ကိုတန်းကျော်ရေး ကိုပြီးကျော်လား ခဏညော မေသေးထိုင်လေး ဟုတ်ကဲ့ဗျာ ယူပါစင်းမြင်ရပြီ ဟုတ်ကဲ့ တတ်တတန်ကြပြီ မှန်တယ်ဗျာ ကျက်ရဲတာလေးကိုကြည့်ရမယ် တီရဝါစာချစ်ပွဲတော်ကဘာလို့ကြက်တဲတာကြီးရမလဲပြိတ္တနဲ့ကရော်ယူလေးဖော်ထုတ်ကြမယ် ဟုတ်ကဲ့ မေသေးထိုက်ပြုံမတီ မေသက်ထိုင်လို့ကလေး ဟာငါကောင်ကခေါ်နေဒီနမ နမ ဒီလေနမ လေညီမလေးမေစုပြန်လာပြီဆိုတဲ့တခြင်းလေးဆိုပေးပါဆိုပြီးတော့သူတောက်မဲ့တဲ့က450ဟုတ်ပါဘူးငါကူကမေတ္တာစေတနာနဲ့ အဲ့ဒါဆိုရင်တူပတ်ပဲဟေး ရော့450ယူတာနော် 450 မနဲ့ကြလို့ရှိရင်မောင်းเสียဈေးဖို့မတောင်းနဲ့တော့ 450ဘယ်နှစ်ပတ်ဖိုး50ရာဒါဆိုတာ0ထုတ်ရတယ်ဒီဘို့ စေးမကြည့်သေးလေလေ အဲဆိုပေးမယ်ဆိုပေးမယ်ကျွန်တော်တို့ဆိုပြီးတော့ညီမလေးကိုကခိုင်းမယ် နော်လာတမီဒီပဲလာဒီပဲလာ လာလာဒီပဲ လေလာပါဒီပဲလေလာကိုကြောက်ပါနဲ့ကိုကြောက်ရဲနေအိုးမင်းသမီးထွက်လာနဲ့လောက်ကြပြီဘာလိုပဲနာမှုတွေများနေတယ် ကရကရ ကတော့ညီမကပြိတ္တကရှေ့တို့တော့ ရှစ်တော့ကရနေနူကလေ ရှေ့တိတ်မလို့ငရုတ်သီးဆိုပြီးဆွဲစားပလိုက်အောင် အလေကရပြီးညာကရပြီးဘယ်ဘက်ကရဒီဘက်ကညာဘက်ကဘယ်ဘက်က ဒါပါနေကိုဖျားဘူးထွက်လာ ဒီမန္တလေးဘုရားဝင်လူအောင်သမီး ကရရှာတယ် ဘာလို့ဖို့ စီထဲမလို့ အဲညီမလေးပြအောင်စာချစ်ပွဲတော့ကပြော ဟုတ်ဒီကလေဟိုဗာလဲ ရရဲရဲပြောမကြောက်နဲ့ဘူးတလင်မှာတိုးကြော်ကိုအိမ်ကောင် သင်ကောင်း ရတင်ရဆန်ချီလို့မရဘူးစကားပြော ဒီဟာငါကောင်ခွဲကိုငါလို့မိသေးရလဲပါလာရတာပေါ့နော်အဲကြောင့် နေဘယ်မှာပါတာလဲတိတ်နာမှာပါဒီ အဲ့နောက်ပါတာပေါ့ ဒီနောက်ပါငါနဲ့ငါယူတဲ့တယ်အဲ့လိုမလုပ်နဲ့ အော်ညီမလေး အဲ့တယ်မ ခုမေသေးထိုင်နော် ဟုတ်တယ်လေ 5 star မှာက ဟုတ်တယ်5 star မှာကတာ အော်5 star မင်းသမီးမစိုးပါဘူးရုပ်လေးလည်းချိုးတယ်ဝတ်စားလေးလည်းတော်တော်လှလှပပတန်တန်ပြက်ပြက်တော်တော်သဘောကျညီမလေး5 star မှာညာကြီး2သိန်း ဟုတ်တယ်လေ မကြသူတို့မရှိတော့ပြောရ အေး 5 star မှာမကနေဘူးဘွဲမှာလာကညာကြီးညက်ဘလောက်ပွဲကနေရတဲ့အဖွဲမြန်လက်ချင်လာခဲ့ညီမလေးညာကြီး2သိန်းနေတယ်တို့ဟာငါးကောင်မှာလာက ဘယ်လောက်ဝင်းမှာတော့ ဝင်ချင်း3သိန်းပြီး ဒါပါ
ဘာစကားတော့ ဘာလဲကွာ အဲ့စကားတော့မင်းစကား တို့ဖွဲ့တဲ့ဝင်ချင်း3သိန်းပေးမယ်ငါစကားငါသိတယ်လေ မင်းဝင်ချင်း3သိန်းပေးမယ်ဆိုတော့မင်းကလုံးလိုက်သမီးလုံးလိုက်ဝင် ကို ချင်း မနဲ့သိန်းလေ တန်နေဟုတ်တယ်သမီး ဝင်ချင်း3သိန်းဆိုတာတန်တယ်နော် အေးတန်နေဝင်ချင်း3သိန်းတော့ ဟုတ်တယ် ဝင်ချင်း3000ထားပါညီမလေးဝင်ချင်း3သိန်းဝင်ချင်း3သိန်း ဝင်ရင်3သိန်းဆိုတော့စုကဆန္ဒ1000ရတာဆို2သိန်း9,900 အာ ဒီနေ့ကမှပဲပတ်ဆိုင်ကချန်နေတာလေ ညီမလေးဈေးတက်သွားပြီစင်ပြေသွားပြီနော် အေးလေ ဝင်ချင်း 3သိန်းလေ စင်ပြေတယ်နော် ဘာလို့ကြလဲ ငါလိုပဲငါပေါ်လာတယ်သိဝင်ချင်း3သိန်းတော့ရင်4သိန်းပြီနင်စူးစားလေကားတွေပါလေ ကျိုးစားလိုက်ဟာမတော်ကျိုးစားလိုက်ပါတော်ရမှာကျိုးစားလိုက် မတော်လည်းပြန်မလုပ်ဘူးနော်ဘာတော့ကွာခေါ်ထားမယ်ဒီကွာတန်းကြီးခံပြီးခေါ်ထားမှာပေါ့မင်းကလေခေတချင်းတွေပါရ ရပါ အချင်းပေါင်းတော့ရ ရတယ်လေ ကိုတချင်းရ အဲ့ရှင်းလေ ကိုကြီးစားဘေးနာမှာတယောက်လုံးရှိတာတော့ ဩတည်ရခဏခဏလေ ခဏခဏရရင်9သိန်းပြီ ဟာလို့ ဘယ်လို ခဏခဏရရင်9သိန်းပြီ ဝင်ချင်း3သိန်း တော်ရင်4သိန်း တော်ရင်4သိန်းခဏရရင်5သိန်း အေး အဲ့စကားငါကြိုက်တယ်ငါဖျားရှိကိုဆောင်နေလေမလား အေးချင်းစုမင်းဖျားရှိခိုးဆောင်နဲ့လဲလို့မရဘူးဘာဖြစ်လို့ငါတိမ်ဝင်ပတိနဲ့စီရန်တက်ပြီးသွားပြီ ခဏဘလောက်5သိန်း 5သိန်းလေ 5သိန်းဆိုညီမလေးကိုကြီးကတစ်ချက်ခွဲထားရှိရွှေပဲယူလိုက်ပါတော့ ကိုလေးမလောက်ရင်ငါစိုက်မယ်ရော့ဒါလေးသွားကြအောင်အနည်းဆုံးတော့အတုဆိုပြီးအဖမ်းခံရမယ် ကဲသမီးဆိုရီမနေနဲ့နော်တကယ်သမီးရီလိုက်တော့ကျင်းသွားရော ဘာလဲ မျက်လုံးကွာရီလိုက်မျက်လုံးနဲ့ကျင်းသွားလို့ခဏလေးလျှောက်လာလိုက်တော့သမီးရဲ့ဖိုက်စတာနေမီနော်လာလိုက်တော့ချောလာ ဘာတိုင်းလို့ ဝါသနာဘာလို့မပေါ့သမီးရဲ့ကျမ်းမာရေးကြောင့်မှာမပြည့်ကြအောင်ဒီလိုပဲဆွဲဆောင်အောင်ပါပဲလေ အာဒုက္ခပဲနော် ဒီလေးအချာဟုတ်လားအမလီဘာကြီးတော့မပြန်နဲ့တော့သမီးနော် အဲ့တော့ကြော်မင်းတခွေးခွေးနဲ့ဘာဖြစ်နေ လူမျိုးတော်တာကွာ မသိပါဘူးကွာငါနှစ်တိုးခွာရနေတာလားလို့ ဒီလိုပေါ်တော့ဝိုင်းနောင်နေကြတာအဲ့နေတော့ဟိုမှာဝယူပြန်နေပြီညက်လာ ဝယူပြန်တာဘယ်လိုလဲအဲ့မနောက်တစ်ကောင်ပြန်ပြီ ငါဝယူပြန်တာလှတယ်မင်းတို့လည်းမတွေ့ ရောမိုက်ပြီ ဟာ ပေါ့ပေးလေထိုင်နေတယ်ဒီလိုက်ပါလား မင်းကထပေးပါလားမင်းကထပေးပါလားအပြင်းထူတာဟာလားညာချင်းရှင်းမှာဆိုတော့မင်းတိတ်သုံးอ่ะဟမ် ညောင်းတယ်ကွာ မင်းထိုင်ပေးတာရင်မကြည့်မတော်စမိုက်ပြန်မရတော့ဘယ်လိုတော့နင်ကမိုက်ပြုတ်ပြေးမှာငါသိတယ် အဲ့ဒါပြောတာဟေးမိုက်တွင်းနဲ့တယ်ဆို ပေးရပေးထားပေး မိုက်သေးတာကတကယ် အော်ပေးပါလားဘာလို့အောက်ကိုပေးတာ တိုက်တာခိုင်စရာတွေကမင်းသမီးညာသွားပြီးတော့မိုက်ပေးပါလို့ဒီလိုတော့ အဲ့လေကိုရလား ငါလည်းဖြစ်လျက်ပေါ်တိုင်းမှာဆူတောင်းပါ ဘာလို့တော့ အဲ့မိုက်ဖြစ်ရပါသေးတယ်အဲ့မနေနဲ့ငါလည်းပြင်းပြရတယ် ငါလည်းတကယ်ဖယားသူကဖယားမငါတကယ်ဆူတောင်းတယ် ဘာဆူတောင်း နောင်ကဖြစ်လျက်ပေါ်တိုင်းဓမာကြီးဖြစ်ရပါမယ် ဘာလို့မို့ အဲ့မိုက်ကြီးခုတ်ဖြတ်ခြင်းလို့ မင်းအဲ့ဒါဆိုရင်တော့မင်းဘဝအသာတက်ဖြစ်တော့မှာပဲ ကဲလူရှင်တော်ကြီးမိတ်ဆက် ဟာကျေးဇူးတင်စကားပြောနေဟာဘာလို့ရှင်တော် အဲ့ဒီငါမလေးပဲလေ လူရှင်လူမတွေကိုကျေးဇူးတင်ပါတယ်လို့ပြောချင် ဟာပြော ကို အချောက်တောင်းလေးကိုလည်းကျေးဇူးတင်ပါတယ် ကိုကျေးဇူးတင်တဲ့ကြောင့်ပြော စ တယ် တားရင်ပါတယ် အဲ့ငါ6တောင်းရမ်းမစားငါ6တောင်းမယ်ဒီရန်စားဤကောင်းတော်တော်လန်းအဲ့ကောင်မလေးကငါကိုက်မကဘူး ခါတော့မစားပါဘူးကိုရလေ ရတယ်သူတို့မကိုက်နေကိုကတ်မယ်ပြလား အဲ့ဆိုလူရှင်တို့နေမိတ်ဆက်ရမှာပေါ့ အေးဟုတ်တယ် မင်းသမီးဆိုတော့နော် အေးတော့ ဟုတ်ကြကိုကနေမှာတထိုင်ပြီ ကိုဆိုတော့မင်းကောင်းမပါဘူး ကိုကနားလေးမှာတထိုင်ပြီမယ် အင်းလေ တော့ကြာအနားနေတော့ဟိုရုပ်ချောတဲ့လူကိုတီးတန့်ရွေးခေါ်ရဖြစ်မှာဆိုလို့ မင်းမိုက်နဲ့ပြောနေတာဆိုတော့ငါတို့မကြောက်ဘူး လူကတော့နေနေ မျက်စာပြစ်တာ မင်းမျက်လုံးနဲ့ချုပ်ပေါက် အေးအောင်မင်းမမွေးခေါ်နေတာလားအေး မင်းတို့မသိပါဘူးကွာဒါမင်းတို့ခိုင်စားတဲ့မပြန်ကြအောင်ငါသွေးဆောင် ငါသိတယ်တိုးကျော်ကအမေကမလေးသူကြိုက် မပြောပါနဲ့ မပြောတော့ပါဘူး ငါပြောတော့ဗာမင်း ပြောမလို့ နင်ပြောသိတယ်နော်ဗာ ကမလေးချစ်သူငါဒီတိုင်းပြောလိုက်လို့ရှိရင်ပြိတ္တကတိသွားမှာစို့
တော့မှတော့ပြောမှာအေးပါနစ်တော့ခေါ်ပါလေတို့နစ်ရွာခေါ်ပါ ဟောအော်တယ်ဒီလောက်မူးတဲ့ရက်ကိုဘယ်ဆိုင်မှာတောက်လဲမသိဘူး ဒီစစင်းရအောင်မလုပ်နဲ့တော့ဟုတ်တယ်မိမရှာစစင်းရတဲ့သတ်ပါကဲ လောက်သူများတွေလူတန်းပြီးတော့ပျော်ရွှင်နေတဲ့အချိန်မှာအမကြီးဘေးဖယ်လိုက်ပါရောယူနေပြီရောအားတကယ်သဘောကျတယ်အဲ့လိုလူတွေရှိတယ် နေမကြီးနဲ့ဟာနေရင်ငါအပြက်နေတယ် ငါထင်တာကတော့တို့ဒီဟိုဘာလဲညောင်ကန်ကြီးရွာတို့ရွာသားရတော့မဖြစ်နိုင်ဘူးသလားဒီလောက်អော်နေတို့ရွာသားရလူတွေရင်ကြီးတယ်ပေါ့မអော်ဘူးကောင်မလေးချစ်သူအမေငါသိတယ်ကောင်လေးကသပင်အလေခွဲလေးနဲ့ချက်ချင်းကိုခွဲတော့ကောင်လေးကသပင်ကိုအပေါ်လန်ဖိတာကောင်လေးကဘေးခွဲလေးအခုတော့ဆုံးသွားရှာပါ မတော်အဲ့လိုပြင်းမနေပါနဲ့ကွာရပါတယ်မင်းကလည်း သူချစ်သူကောင်မလေးကိုသူချစ်သူမှန်းသိအောင်ကောင်လေးကမတက်ထပြန်ထိုင်မတက်ထပရိသတ်လက်ညှိုးထိုးမဆက်ကပြောတာသိကြောင်မီးမလောက်ပါသေးနဲ့ တက်တော့ကွာမင်း အဲ့ဒီကောင်ကသိတယ်ကျွန်တော်တို့ဒါဒီကောင်မလေးကိုရန်ကုန်ကနေကျွန်တော်တို့အားကားကောင်အဖွဲကားနဲ့ခေါ်လာတော့ကောင်မလေးနားမှာမခွာကျွန်တော်သိတယ်တော့ရန်ကုန်မှာလဲကျွန်တော်တို့ကအပွဲအရာစမ်းချောင်းကျွန်တော်အိမ်မှာစုရကျွန်တော်တို့စမ်းချောင်းမှာစုရထားတော့ကောင်မလေးရဲ့ရွှေကုန်တိုင်းမှာနေတော့မယ်ငါသွားခေါ်ပြီးပဲလေဖေးရပြီးပါငါဖြစ်နေတာငါဘာစိတ်ဖြစ်နေတာမင်းသားလေးနေတာ စိတ်ကြောပြီးမှမင်းကရေခဲကြောင်းပဲချင်တယ် ငါသားခေါ်ပြီးပဲလေအဲ့ဒါမိသေးတယ်ရေကုန်တိုင်းမှာနေတော့ရွှေကုန်တိုင်းကိုလိုက်သွားကောင်မလေးကသူကခေါ်လာကျွန်တော်တို့ကမနေ့6နာရီထွက်မယ်ဆိုတော့သူကအမေကြိုပြီးတော့နောက်မနေ့ရဟိုဒီနေ့ဆိုလို့ရှိရင်မနေ့ရတွေကသူကသွားခေါ်လာတာကောင်မလေးပဲခေါ်လာပြီးတော့ကောင်မလေးတဲ့သူတဲ့တဲကိုကမင်းမျိုးပဲရောက်လာလဲ ပြိတ္တထဲမှာဟိုစော့ပင်တစ်ချောင်းလောက်မပါဘူးလားမသိဘူး ဘာလို့မ မင်းဒီနားလေးမှာငါမျက်လုံးပုံလေးဆွဲပေးတယ်ပြူးကနေဖြစ်နေမှာ ကောင်မလေးကသူကအမေတဲကိုကခေါ်တဲကိုကခေါ်ပြီးတော့ဒုမသိအောင်ကောင်မလေးခဲတယ် ကိုယ်စိတ်ပေါ်လာခဲတယ် ဒါတော့မညာသေးဘူးတဲ့လားညာရညာကြည့်ပါလားမင်း ခဲတယ်ဝေဝါပြီးတော့မပြောချင်တော့မပြောချင်လို့ကြည့်နေတော့ ဇလုံးလေးခုကြီးပါကွာ ငါ့ကိုပြောပြီးမှလားမင်းမမင်းအဲ့မလေကောင်းတော့ဟောနေမှာ ကောင်မလေးခန်းထဲကိုသူအဝင်သွား သေးရတယ်ဟောငါတော့ပိုသေးရတယ် ကောင်မလေးခန်းထဲကိုဝင်သွားပြီးတော့သူကမေးတာညီမလေးတဲ့ ဘောချုံးလို့တော့ သမင်းစားပြီးပြီလားကိုကမစားနိုင်လို့မစားတာတစ်လားလောက်ရှိပြီတဲ့ အဲ့လိုဟန်ပြောပြီး မပြောဘဲနေတော့မှာနော် အေးပြောရတယ် အဲ့ဒါနဲ့ကောင်မလေးလက်ကိုမထီအောင်ကင်တာတော့ကောင်မလေးလက်လေးကိုကင်ပြီးတော့ အဲ့တော့တကယ်ကန်လိုက်တော့ကြပြန်အောင်မှာဆိုလို့ငါ တူသမင်းစားမယ်လေတဲ့ကောင်မလေးကစားမှာဟောတဲ့တို့အခန်းထဲမှာညောက်တဲဆိုတော့မစားခင်ဘာရေလို့ရေကောင်မလေးကောင်မပြောချင်တော့ ငါတော့ပို့ပြီးသေးရတယ်လို့ ငါသေးရနေတာအဲ့နဲ့ကောင်မလေးကရေရင်ချိုးလိုက်မယ်တဲ့နောက်ပြီးမှစားမယ်တဲ့အဲ့ဒါဆိုလို့ရှိရင်လွတ်လဲချိုးလေးတဲ့ကိုအပြေထွက်ပေးမယ်တဲ့ကိုပြေတော့မှလည်းပြန်မလာတော့ဘူးတဲ့ ငါဘယ်နေရာမှာပဲချင်းလဲ ရေချိုးပြီးကိုပြန်လာခဲ့မယ်တဲ့အဲ့ကောင်မလေးကရေချိုးပြီးတော့ရေရှားလေးနဲ့သူကျော်ဝင်သွားဘေဦးကောင်မလေးနာတော့
အဲ့ရပေါ်မှာအတူတူနဲ့ နှခေါင်းလေးတော့ရလာ အဲ့ရပေါ်မှာနှစ်ယောက်တူတူလဲထိုင်ကြပြီးရောပြီးရော ငါတော်တော်သုံးကြတဲ့ကောင်နဲ့အဲ့ရပေါ်ထိုင်ဝင်ရှိသေးတယ်ပြီးရတယ်ငါတော့ညံ့နေလားရပါမင်းမတွေ့လို့ပြီးခဲ့တဲ့ပွဲတုန်းကလေ ဟဲ့လား ရမဲသေးလားသူတို့လည်းရငါကြီးကမျိုးလုံးပွင့်နေတွေ့လား မင်းကိုလိုက်ပြန်ပြီးမျက်လုံးပွင့်အောင်တော့ရှိနေသေးတယ် ကောင်းပါလေ ငါတော့ဆရာမလို့မတော်ပြူလို့တော့မင်္ဂလာမဆောင်ဘူးသူတို့တော်ပြောနေတယ်နော် အဲ့ကောင်နဲ့အဲ့ကောင်ပါ ဟဲ့လားငါပြောလို့မသိကြတယ်နော်ဟဲ့လားသူတို့တွေပျောက်သွားတော့ထွက်သွားတိုးကြွားရှိရဥဆောင်ပေါ်တော့ကောင်မလေးကနောက်ကနေလိုက်သွားတနေရလဲရောက်လဲရောက်တိုးကြွားပေါ်ရောက်လိုက်ကောင်မလေးကအပေါ်ရောက်လိုက်ဘယ်ဟုတ်မရဟစီးနေကြတာဒီတော့ခွေးလဲလိမ်မိပြန်ပြီကွာဟုတ်တယ်ဆိုပြီးတော့တော့မှဘာမှမသိ ရက်စီးလို့ပေါ့ချားစီးရင်မင်းခေါင်းအောင်မူးသေးတယ် တိုးကြွားတိုးကြွားတိုးကြွားဘာဖြစ်လဲရိုက်တာလေတိုးကြွားဘာဖြစ်လို့အဲ့နာမပြောနဲ့နော်ကောင်မလေးကတကယ်ဟုတ်တယ်အမကောင်မလေးချစ်သူကပါလာတယ်ကျွန်တော်တို့ပွဲမှာမဟုတ်ဘူးပွဲကင်းထဲမှာရှိတာဟုတ်လားကောင်မလေးချစ်သူကမပွဲကင်းထဲမှာရှိတယ်ဟုတ်တယ်မလားနေချစ်သူပွဲကင်းထဲမှာရှိတယ်မလား ရှိတယ် ပြောတဲ့ဘဲကိုတော့လေပြောတဲ့ဘဲကိုတော့ အမနာစကဝတိတုအထရကိစ္စတိဒေဝရာဘုနိယရတဒုက္ခ ဆရာတော်ကြောလာတယ်လေရောင်းလိုက်စမ်း ဘာနဲ့တော့ ရှင်နွေးဘူးနဲ့ လူထွက်ပြီး ငါကတ်လိုက်သမှာဟာ ဘာနဲ့တော့ မျက်နှာကိုမီးဘူးနဲ့ တော့ကွာဆရာတော်တေချာကျွေးလိုက်စမ်းပါ ဘာကျွေးမှာ မျက်ရည်ကိုပုံနှလုံးတော့ ဒီတဲ့ပိုက်နဲ့ထိုးလဲထွက်ပြေးပါတယ်ကွာ တကယ်လို့ကိုဒီရှင် ခေါ်လိုက်ဟာငါကောင်ထဲမှာအကြီးဆုံးဆိုတော့လေးလေးစားစားအတန်ဩဇာပါပါခေါ်လိုက် ဘောကြီးလူအတွက်ကုန်ကြစိတ်ဆင်းနေရပြီ ဆက်ပြတော့အတုံး50နမ် ဒီဘက်က ပဲပြုတ် ပြန်မလို့နဲ့ ဘက်ကဝိုင်းစော်ရေ ဝိုင်းတူချိုညတော့ဟာတူချိုနမ်ဒီဝိုင်းတယ် ဟုတ်ကြပြီဟုတ်ကြပြီ ဒီတော့လူရှင်လားဆောင်းရှင်လားမသိ လူပြလုံးလာနားရမလားလို့ရ ဘူးလောကလက်လည်းမကူဆဲလာလေအဆဲလာလေအလားကိုကြည့်တော့မင်းမေကမျက်လုံးကမကောင်းဘူးလားကွာငွေပေးတာငါညက်လာပါကွာငါညက်လာမင်းမေကကောင်းကောင်းမသုံးပါ တိုက်ပြသိတယ်လားလို့ လို့မင်းမသုံးပါဘာမသုံးပါသားနဲ့ငါတို့ရ အာဟုဆိုကောင် ဒေါသမကြီးလူတာမင်းလေတိုးကြော်လေဒေါသမကြီးနဲ့တော်ပြီ ဟောပဲလဲလေရောက်မင်းကလား မိဘဘလို့များမွေးပေးလိုက်တယ် ဒီလိုပဲညှစ်ပြီးမွေးတာပေါ့ကွာ ဟိုဘက်မနဲ့ကလေးတွေကြောက်ကုန်မယ် သူ့မေသာငါအံ့ဩတယ်ဒီခေါင်းကို9ရက်လောက်များမွေးယူရမှာ လက်သေးပဲ10ယောက်လောက်ရှိတယ်ဝိုင်းဆွဲတယ်ဒါလေးကဘယ်လဲ နေတဲ့ထိုင်လေးပေါ့ တိတယ်မရှင်းနဲ့ဟာ sorry ကမင်းရလေကွာစွန့်အောင်မင်းမင်းလို့လည်းဖီရသေးတော့မင်းရှောက်ပြီးတော့ကောင်းပါလေးကို အဲ့လို ဧည့်တယ်ကွာမင်းကမင်းမင်းလို့လည်းဖီရသေးတယ်အောင်မင်းကလာပြီးတော့မင်းမင်းလို့လည်းဖီရသေးတယ်အောင်ပြောင်းကြီးပြောလို့ဖြည်းဖြည်းပြောလို့မရဘူးလားအဲ့ဒါကအဲ့လေမင်းမင်းလို့လည်းဖီရလို့မင်းမင်းမင်းလို့ဖီရသေးတယ်စက်မပြောနဲ့လေတွေစက်နေတယ်ဆဲသလိုပဲကောင်းပါလေးကဧည့်တယ်ကွာမင်းမင်းလို့လည်းဖီရသေးတယ်မင်းလာပြီးတော့တော်ဟဲ့ငါနားလဲပြီတောင်းသွားတာလို့ပြောတယ်မလားဘိုးကောင်စိတ်ဆိုးပြီးတော့မင်းမင်းလို့လည်းဖီရသေးတယ်မင်းလာပြီးတော့ဧည့်တယ်ကွာတနာဘူးကောင်ရှောက်တယ်တောင်းမှန်တယ်မင်းမင်းလို့လည်းဖီရသေးတယ်မင်းလာတောင်းမှန်ပြီးသွားပြီမိမိတွေကိုတောင်းမှန်ပြီးသွားပြီဒီမှာဟုတ်တယ်တော်တော့မင်းမင်းလို့လည်းဖီရသေးတယ်အခုစဉ်းစားကြည့်တယ်မင်းမင်းလို့လည်းဖီရသေးတော့ဟာဘူးစိတ်ထဲမကောင်းဘူးအဲ့ဒါတော့ဒီဝမ်းနေစရာမလိုဘူးမင်းလည်းနောက်တစ်ခါအခေါင်းထဲသွားအောင်မလားတိတ်တိတ်မင်းမင်းလို့လည်းဖီရသေးတယ်ဟုတ်ပါလေအခါမားတာဘာဖြစ်လို့လဲကွာမင်းကဒီမှာတောင်းမှန်ပြီးသွားပြီဘိုးကောင်ဒေါသထွက်လို့ပါဘူးမင်းမင်းလို့လည်းဖီရသေးတယ်ဟာဘိုင်းတော်ရဲ့ဘာတော့ပြီးပြီ
ထူးအောင်မလေးမင်းသမီးနဲ့ ဆဲပေါက်ကွာဘယ်သူဆဲလို့မင်းကမင်းတို့လည်းပြရသေးတယ်မင်း တကားမပြီးဘူးဟဲ့လားချက်ခင်ထုတ်ပြီးသေးနဲ့ပန်းမလိုက်ဘူး သေးနဲ့ပြန်ပါကွာ မင်းသေးနဲ့ပန်းမှာတိတ်တော့ဒီကမင်းလို့လေရဘယ်လို ဒီတဲထိုက်နင်းလေ မင်းမျက်နှာကြီးမြင်နေရတာကွာဒီမှာမင်းကလေးကိုအကျဉ်းသားကြီးတော့တကယ်တော့ရင်မမီးတော့နဲ့မင်းဖေမှာချီးတောက်ကြီးပဲချစ်တယ် ဘာကြောင့်လဲတော့ နေတဲ့ထိုက်ကလည်းဟာနေရေသုံးပါဆိုနေဒုံးနဲ့သွားကုန်းတော့ ငါကလေးသောက်တဲ့ဘယ်လိုမာရွာလဲအချင်းလေးနဲ့ခေါ်မှာမရ ဘယ်လိုခေါ်မှာတော့ ကဲပဲရန်ကိုမိုက်တယ် အရန်ကိုမိုက်တယ် နေဆွဲပြီးပေါ့ကွယ် ဆွဲပြီးတော့ပဲ ရန်လာတယ် ရန်လာတယ် ကဲပဲလာ တ တယ် ကယ်ပဲလာတယ် ဘာမမွေဖက်ကြီးလိုက်ရင်ပင်ကြီးမဲတူကသွားတယ် ဖေမေးဒီနေ့မိငါစားမယ်အော်ဒီကောင်တော့ အဲ့တယ်ကွာ လက်မင်းကြီးကြောက်တယ်ပင်မင်းကြီး ။ရောက်ပြန်ပြီနောက်တော့လည်းနောက်ပြန်ပြီ။ရောက်အဲ့ဒါဘယ်လိုရေးတာ ကိုတို့တို့ကြီးကရရမှာ ။ရောက်တော့တော့ဘာရှောက်ရေးတာ။ဧည့်တယ်ကွာဒီက ဒီနာနဲ့တက္ကမရီထိုင်းအောင်စားလို့ဖင်းရမဲနေ ။တော်မပြောတော့မင်းတို့ကောင်လေး လက်မင်းကြီးအောင်နာမည်ကြီးတယ်ဖင်းမင်းကြီးနာမည်ကြီး ။အဲ့ဒါသိတော်လို့ လမ်းခင်းနေပွဲလာဝင်ဝယ်မှာပေါ့နော် ဘာလို့ဘူးလဲ ကပ်ပြာကြီးကျူအောင် ။ရောက်တော့မင်းပတ်သက်ပြတော့မင်းဧည့်တယ်ကွာမင်း။ဖိုက်စရာမင်းသမီး။ကိုတို့ကိုကြစီလို့တည်နေငါတို့အပြောခံမယ်နောက်အဲ့ပြတ်တော့မပြတ်နဲ့ဒီမင်းသမီးဒုစရမှာကိုင်း။အကောင်းမှနောက်တော့မသူများမင်းသမီးကွာ သူ့ဖေမဲတာမင်းဖေမဲလို့ ။တိုက်တော့ ဟိုဘက်မှာပြက်လို့မရဘူးကျုံတော့ကသူ့တဲ့ဖင်းမင်း တိုက်တော့မင်းတို့နော်မင်းသမီးဖေမဲလို့ပြောမင်းတို့ကထိုးခံမယ်နော် မနဲ့ထူးမှာ ။ဘယ်ဘာနဲ့ထိုးခံရင်လည်းပြောရ လက်ကြီးတေးတေးလေး ။တိုက်တော့မင်းတို့ပတ်သက်ပြတော့ စေတနာနဲ့ကိုယ့်ဘက်ရတော့ဖင်းပုံမှုရှင်းလို့ ဟေ့တိုက်နောက်ဖေမဲတယ်လို့ဘယ်တော့မှပြောတယ်ဘယ်ကမှမပြောနဲ့မင်းသမီးဖေမဲတယ်လို့ပြောရတဲ့ကောင်ပြောကြည့်မေတ္တာထိုင် ဟောတော့ နေရလဲဖေမဲနဲ့လေဟာ အဲ့ဒါနိုင်ငံခြားကနေအော်လာလာအော်မဲ တောင်းငါမသိလို့မေးတာနော် အဲ့လေ နင့်ဖင်အောင်တကယ်မဲလား မင်းသမီးကိုသူ့ဖေအောင်တကယ်မဲလာတဲ့လူကြားထဲမှာတယောက်ကြားပဲသိမှာပေါ့အဲ့လိုကြီးမဟုတ်ပါဘူး ပြစ်သေးပါဘူးကွာဒီတဲတိုက်ပြန်အိမ်ပြန်ခေါ်လိုက်ဘာလို့လဲဒီတဲတိုက်အိမ်ငါ့လိုက်ခဲ့နော် ဘာလို့ဖို့ နင့်ဖင်ကိုတောင်းတော့ပြီးမယ် ရဖေထုံးတုံးလို့ရမလားကွာ ဘာမှဖင်ပွေးကြီးပြသွားမှာကွာ မင်းဖေထုံးတိထုံးတုံးကြည့်လိုက်ထုံးက6တော့လို့ရှိရင်ကွာကြမှာကွာတဲ့နေရာကွာမကွာတဲ့နေရာမကွာမင်းဖေပြောက်ကြားကြီးဖြစ်နေမှာ ဖင်ဒီကြီးပြီးပါဖြစ်သွား မင်းကြီးဗျာ တရား အုတ်ချုပ်တဲ့တိုင်းပြည်မှာဒီဖေမဲတဲ့တောင်းညံ့နေပါလား မမဖင်နှမြဖို့ပါဖေဟာ ဟေး ဖင်နှမြဖို့ပါ ဖေနှမြဖို့လား မှန်ပါ အဲ့လောက်တောင်းညံ့တဲ့ဖေမဲယူဖြစ်မောင်မင်းတို့ကိုယ်တိုင်လက်ရဖမ်းစီတုတ်တန်ထုတ်ကားစင်းတင်းတောင်းသွဲနေကိုယ်တာနဲ့ငါကိုတော်တိုင်းလမ်းရင်ပြန်နဲ့ကစားမယ် မှန်လားပါသိမြင်လာတော့မဖေဟာအရှင်မင်းတရားကြီးလန့်ရင်မြန်နဲ့ကစားတဲ့ခါကျရင်ကျွန်တော်မျိုးစီကလန့်ရင်မြန်ယူတော်မူပါဖေဟာ ဒီကျေစိုးပြီးတန်တေးလေးလာပြီးတော့ ပြောလာရစကားပြောတော့ရွေးရဆောင်နေလို့ မင်းကဘာပြောလို့ မင်းနဲ့သူနဲ့ပြန်လို့ရတဲ့နေရာမှာငါမပါဘူးရ အေးလေ ကောက်တော့ပြက်ပါတော့မင်းယောက်သားမလို့တဲပြောရ ဘာပြောလို့ လန်သေးသေးလေးတွေပါနေမင်းစောင်းပြောကြတယ်ဘာဖြစ်လဲကွာကိုလို့ကွာလို့တူတာအဖေနဲ့ပြောဟုတ်တယ် လန်တေးလေးကိုနာသွားတာ ကဲခေါင်းမတနာပါရောက်ပိုင်မိုင်းနေ ခေါ်လိုက် စိတ်ဆိုးနေရလား စိတ်ဆိုးနေမုံစင်းမပေါ့လို့စိတ်ညစ်နေ တောင်းလေးကကောက်တယ် တော့ဘောဖေးတဲ့ဟာယူ ဟေး ခေါ်နေအောင် ခေါင်းမှာဘောတွေနဲ့ဒီတကောင်မြင်ဘူးတယ် ဟဲ့လို့ ခေါ်နေလို့နာနာတော့ရှိပြီသား ခေါ်လိုက် ဟေးဒီနာ ဟိုကြောင်ညာနဲ့သွားတွေ့ ဘယ်ကြောင်ညာလဲ ဆက်လက်တောက်ချင်းဒီကျမ်းမယူဆိုးရကထိခိုက်နိုင်တယ် အဲ့ဒါအဲ့ကြောင်ညာမဟုတ်တော့ဘူးခေါ်တော့နာမည်ကြီးခဲ့တဲ့ရုပ်ရှင်ဇာတ်ကားကြီး ဘာတော့ အသားလေးမော့ကြည့်လိုက်ကောင်းငင်ထက်ကပန်းတပွန်း သွားတည်ပန်းညိုးနေကအစားတောင်းနေ ဘဘကဘိုးလေး အတန်ကမရင်းဖြစ်တဲ့အတန် ရအေးစေးနေတာထိုက်ရီ ကိုကြီး မင်္ဂလာရှိတဲ့ညာချမ်းလေးဗျာ မင်းမရှိသောညာချမ်းလေးပေါ့ ခေါ်လိုက်တနာ ခေါ်လိုက်တိုးလို့တလုံးနဲ့ခေါ်လိုက်တိုး တို့ အေးတော်ပြီ မင်းတိုးတာမဟုတ်မင်းခွေနေတာ တိုးချင်နေတာကြာပြီ တလုံးနဲ့ခေါ်လိုက်တိုးလို့ တို့ မင်းလည်းပြန်ခေါ်လိုက်ဒိတ်လို့
ဘေးတဲတိုက်တယ်မဟုတ်ဘူးကိတ်က သူ့ငယ်နာမည်ကိတ်ကိတ် ကိတ်ကိတ်ရဲ့ ဂိမ်ဂိမ်ဆိုတော်သေးတယ် ကိတ် ခေါ်လိုက်တူ တိုးရေ ကိတ် တူ တိုး ကိတ် တိုး ကိတ် တိုး ကိတ် တော်ပြီတိုးကိတ်နဲ့တကိတ်300ပေးနေအောင်မယ်ဒီနားမှာ9ကိတ်လောက်ရှိတယ် မကြားဘူးလား12လက်မှတ်တစ်ပိတ်3ပိတ်တစ်ကိတ်ဂိတ်300တဲ့ မပေးလန်းဆဲတဲ့ ကျန်ကန်တယ်လို့မပါတယ်ညီမကြီး အာကိုတို့လေးလောက်တာကိုတို့ကတော့ရသလောက်ယူသွားသေးတယ်ခေါ်လိုက်လေ ဒါလေးကဘူးလေးလဲ အပူလေးမဟုတ်စပိတ်လေး မောင်လေးဒီကြရေ သိမင်္ဂလာရှိတဲ့ညချမ်းပါဗျာ မင်္ဂလာရှိသောညချမ်းပေါ့ ဟုတ်ကဲ့ဟုတ်ပြီခုတခါကျတော့ကျွန်တော်တို့ပြည်သက်ကိုစောစောကတောင်းပန်ထားသလိုပဲမင်းသမီးမေသေးထိုက်ဆိုတာကဒါနိုင်ငံကျော်5 star လူရှင်တော်ဖွဲ့ရဖြစ်ပါတယ်ဟုတ်ကဲ့အဲ့တော့ကတဲ့နေရာမှာကျွန်တော်တို့ဒီတချင်းတွေကမင်းသမီးကျွန်တော်တို့ခေါင်းဆောင်မင်းသမီးစောင်းဝရီနဲ့အမြဲတမ်းကနေတဲ့တချင်းတွေဖြစ်ပါတယ်အဲ့တော့သူကလည်းရတဲ့လောက်စူးစမ်းပြီးတော့ကမှာဖြစ်ပါတယ်ဒီတခါကျတော့ UTC အမေရှင်နေစီရဲ့ဟိုအလွမ်းမြင့်ချင်းလေးပေါ့နော် ဟုတ်ကဲ့ဗျာ မိတဲ့ကစာသားတွေလည်းမရဘူးဆိုတော့နည်းနည်းအမားပါလို့ရှင်ခွင့်လို့ပေးပါလို့ပြည်တဲ့ချင်းကိုတောင်းပန်ချင်ပါတယ် ဟုတ်ကဲ့ UTC အလွမ်းပြီ ဟုတ်ကဲ့ပါ အိုးဒီလောက်ဒီနားလေးစောင်းနေတယ်သူကရေခဲချောင်းလေးလိုက်ရောက်နေ မြန်ကုန်ပါသေး ဘာလို့လဲ မှောက်ကြလို့ ဝိုင်းလူလဲကုန်ပါတယ်ဟာဟေးနေလူတိုင်းချစ်တာမုံရွှေကြီးခုပွင့်ငုံဝေးရွှေရွှေနေစီကိုကိုချူခဲ့ပြီခုပွင့်ငုံဝေးရွှေရွှေနေစီမောင်မောင်ချူခဲ့ပြီဟုတ်ပါခိုင်မာလာကြိုင်ကားသာသိချီဟဲ့မေတဲ့ထိုင်လေသိချီလွန်သည်လွန်ရပါလေလွန်ရပါလေဗျာလွန်ရပါပြီဟေးဒီလူနေစီအသေးဆွေနေစီကနဝေနေစီအမြဲတမ်းမမေ့ပြီလို့သေးလာစားစီပါဗျာခရီးရသမီးမေတဲ့ထိုက်ရတယ် အမေတို့ ဒီကလို့ ပြောနေပြီမုံရွှေခိုင်မာလာနေသည်ချိန်ငါလေးသေးချီပြူလီတဲ့လူလက်လိုက်ဟာချီမုံရွှေခိုင်မာလာနေသည်ချိန်ငါလေးသေးချီမိုင်းနာလေးစတီပြူလီခံလူလက်လိုက်ဟာချီဟုတ်ပါတွေ့ရပြီပွေရာတီပူပွေလဝေစီတွေ့ရပြီပွေရာတီပူပွေလဝေစီအမေတို့ခေကမုံချီသမီးလေးချီကမုံချီခိုင်မာလာချိန်ကလာသိချီအေးဒီထိုင်ဆိုတာအကျဉ်းတစ်ခေရဲ့မိခင်ဖြစ်တဲ့အမေယူတီတီရှင်နေစီကိုစကိုင်းနဲ့တကွန်ဆိုင်အရေးတယ်ဝဲမှာဘုံပြုတ်ခြင်းနဲ့စိတ်ဆန္ဒနဲ့ကျွန်တော်ရေးသားတင်ဆက်တဲ့ UTC အလွမ်းကြီးဆိုတဲ့စီးလေးဖြစ်ပါတယ်ဟုတ်ပါအေး
UDC အမေရှင်နေစီကိုဂုဏ်ပြုတဲ့ချင်းလေးဖြစ်ပါတယ်အမေ UDC ရှင်နေစီနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီဘက်ကျွန်တော်တို့မိတဲ့ခေတ်မှာမင်းသမီးတော်တော်များများကခေတ်သုံးခေတ်ကလေးဘဝခေတ်ကျွန်တော်တို့လူလက်အပြူရွယ်ခေတ်အဖွားကြီးဖြစ်တဲ့ခေတ်အဲ့လိုခေတ်တွေအမျိုးမျိုးကလာဟာကောင်ကကြည့်ပြီးတော့ဂုဏ်ပြုပြီးတော့ရေးသားပြပြီးတင်ဆက်တဲ့ချင်းလေးဖြစ်ပါတယ်ဒီကကျတော့ကျွန်တော်တို့ဒီရောက်တော့မှကျွန်တော်တို့ဟာကောင်ကြီးကိုတွေကျွန်တော်ဒီကြေးရွာကတတမီမီတွေကိုဟာကောင်ကြီးကိုညံစမ်းပရီတီလေးတွေမေးပြီးတော့ကျွန်တော်တို့မုတ်ကျွေးမယ်ဆိုပြီးအစီအစဉ်လေးတစ်ခုအလူတကာအလုံးမမိသားစုနဲ့တိုင်ပင်ပြီးကျွန်တော်တို့အစီအစဉ်လေးဆွဲပါတယ်အဲ့တော့တတမီမီတွေတတမီမီတွေဆိုတော့ပဲလဲတာအေးပါမင်းကဒီမှာရှိနေမင်းဖေနဲ့ပဲအိမ်မှာထမင်းနဲ့ဒုံးနေလောက်သွားပြန်ဒီချိန်ပြန်ဂျိုးလေးတော့ပြီအတိုင်းကျချစ်လို့စပါနော်ဟုတ်ပဲကြည့်မေးစားမလားဟုတ်ပဲကြည့်မသားမင်းမေကြီးပတ်စံတောင်းလိုက်အမတော့ပတ်စံကြီးအဲ့တော့ကျွန်တော်အစီအစဉ်လေးစားရတဲ့အတိုင်းတတလေးမိမိလေးများစင်သစ်ပြေစင်မြင့်ပေါ်ကြွပါလို့ဖိတ်ခေါ်ပါတယ်ကျွန်တော်တို့ကလေးတွေကတိုင်းပြည်ရဲ့အနာဂတ်တွေဆိုတော့ဒီကလေးတွေကိုကျွန်တော်တို့ညံရင်မြင့်မအောင်အစီအစဉ်လေးတွေမျိုးမျိုးဆွဲမယ်ညံစမ်းပေကြီးလေးမေးပြီးအဲ့လိုညံရင်ထက်တဲ့ကလေးနဲ့မတူစစ်ပေးရှောင်လာတယ်။ဒါလောက်ကန်ရလားလား။ကောင်းလိုက်တဲ့ခေါင်းစည်းကျိုး။အဲ့ဒါလွယ်အိတ်လားလား။လွယ်အိတ်ထိုင်တာလို့ထိုင်ဟိုကောင်ကြောပေးကြည့်ကြတာ။ဘေးအိမ်ကြီးပါအိတ်ထဲထဲတာ။ဒါဘာရှာလဲ။အဲ့လိုလားရှာ။ဘာလို့။ခေါင်းကြီးကျိုးကြံနေရအောင်။ထိုင်အကုန်လုံးထိုင်။ဟာလေ။ပြောလေထိုင်သားနဲ့ပဲဒီကိုဝင်းကကြက်ကြောက်တာလေမုတ်ကျွေးမဲ့စီစဉ်လေးရှိတယ်အဲ့ဒီကဒီမှာရောက်တော့တာလေးတွေ့တယ်မလားဒါဘိုလ်ချုပ်ရာပြည့်ပွဲတုန်းကပုံနေဘိုလ်ချုပ်အောင်ဆန်းကိုဂုဏ်ပြုထားတဲ့ပုံနေပေါ့ဒီရောက်တော့မှပဲဘိုလ်ချုပ်အောင်ဆန်းကမျက်နှာများတယ်ဆိုတော့တော်တော်တိတော်တယ်ဘာဖြစ်လို့တစ်ဖက်လည်းမှာဘိုလ်ချုပ်ပုံနေပဲတွေ့ရအများကြီးပဲမျက်နှာအဲ့တော့သားတို့ဘိုလ်ချုပ်အောင်ဆန်းနဲ့ပတ်သက်တဲ့ညံစမ်းပေတီတွေမေးမယ်ဟုတ်ကဲ့ဟိုပညာရေးအထောက်အကူဖြစ်မဲ့ညံစမ်းပေတီတွေမေးမယ်ဟုတ်ကဲ့တာလေးဘယ်မြို့ရလာလဲပြောဒါချွတ်ချုံကြမြို့ပါချွတ်ချုံကြမြို့ဟုတ်ကဲ့အဖေနာမည်ငတ်တယ်လက်ပြတ်တယ်လက်အမေနာမည်စားမယ်တောင်းမယ်မင်းနာမည်မောင်ပိန်ဒီကိုလုံးကမောင်ပိန်ဖြစ်ဒီကိုလုံးကမောင်ပိန်ဖြစ်မလားလို့လည်းမသားအတန်းပညာဘယ်နှတန်းတော့၄တန်းဒါစာရီရတယ်နော်အကုန်ရပါလားစာရလို့ရှိရင်ဥအင်္ဂလိပ်စာနည်းနည်းဆိုပြDUDY တဲ့တိုင်း BOSSY ဘာမှမဲဆိုင် BOK ပို့လပြိုအေးချင်းဆိုဟုတ်သားထိုင်ဒါကသူပြတာဘုကောင်ခေါင်းမှာခြေတုပ်ကုန်တင်ထားတဲ့ကောင်ဟာလာပါပြီဦးမြတ်မေးချင်းဆိုဒါပဲမြို့ရလာလဲပြောဒါဟိုမြို့မှာမနေပါဘူးဒါဆင်းရဲတော့ရွာမှာပဲနေဟေးရွာစုပဲရွာတော့အကွဲကြီးကျွေးရဘာကြီးအကွဲကြီးရွာအကွဲကြီးကျွေးရအဖေနာမည်ဦးထိတ်ကွဲအမေနာမည်ဟတ်ထက်ကွဲဟာမင်းနာမည်ကန့်လန့်ကွဲညီမလေးတယောက်ရှိသေးတယ်ဘသူတို့တောက်လျှောက်ကွဲတယ်ဒါစာရီလောက်လာပါဘယ်နဲ့တန်းတော့အားတန်းကျော်သွားပြီအခုပဲရောက်ငါ6တန်းနဲ့မျက်စိလဲနေတော့ငါ6ချောင်းနေစားနေရတယ်မမှတ်ဘူးဒါစာရီပါရလားရပါတယ်စာကြလို့ရှင်ဒါမြန်မာရာဇဝင်မြန်မာသမိုင်းအကုန်သိတယ်အကုန်သိပါတယ်ဒါဥပကံအကြောင်းနဲ့ရှင်းပြရင်ဟေးတောက်ပကံကတော့800ပါဦးဟိုလေတိုင်းပကံကတော့950ခမင်းစားတဲ့တိုက်ပကံ900လောက်တော့ရှိတယ်မင်းတောင်းရမှာအဲ့ပကံနဲ့ပကံအကြောင်းမြန်မာရာဇဝင်မြန်မာပကံဆိုတာသူရဲကောင်းတွေအများကြီးထွက်တဲ့ပကံအကြောင်းပြောတာဩတည်တယ်ဦးတည်တယ်ဘရင်တောင်တည်တယ်ဘရင်တောင်အပြင်မှာတော့တခါမှမမြင်ဘူးဦးလေးတွေ့ရင်တော့မိတ်ဆက်ပေးဒီဘလို့ကောင်းလေးဘရင်တောင်အပြင်မှာမရှုံဘူးရအောင်စူပြားလက်ကြောင်းနဲ့ပြောပြစူပြားလက်ကျွန်တော်မရင်ငယ်မမဟုတ်တော့ကျွန်တော်ဘိုးတီးပါဟာမင်းစူပြားလက်တို့တီဘောမင်းတို့ကြောင့်မင်းမသိဘူးလားအဲ့ဒါတော့တီးတယ်လေဟိုစောင်းမဘဲကဟိုတခါတော့ကလည်းကြာသေးတယ်ဟုတ်လားဟုတ်တယ်မင်းကွာဒီရုံငငယ်ရွယ်လေးနဲ့စောင်းပွဲကြာကျန်မမေးကိုမေးတာမှားသွားလို့ဆရာမမေးပါမေးလို့ဟိုကြိုက်နှစ်တက်ရတပုတ်ကိုဖြေပါတဲ့မေးကိုကြိုက်နှစ်တက်ရသုံးဖို့တည်းတပုတ်ဖြေပါဟုတ်အေးဒါတပုတ်မှမကြိုက်လို့တပုတ်မှမဖြေဘူးအဲ့တော့စောင်းပွဲကြာတယ်ဆိုချပလိုက်ဟုတ်တာလည်းဟုတ်ဟုတ်ကောစပယ်မီးလောင်လာတဲ့ကောင်မင်းဘေးရလားရန်ကုန်ကပါအဖေနာမည်ဦးကျော်မိုးမင်းနာမည်ဦးတော့ရမရနေပြဘာဖြစ်လို့ပြီးမှကြက်သွားမှာပြီးမဲ့ကေတော့ဖြစ်တာဘယ်မြို့လာလဲပြောသားဒါကယောဂမျိုးပါဦးယောဂမျိုးဟုတ်ဖေးနာမည်ဤဘူးလားဟာအမေနာမည်ဒေါကင်းစာဟင်းမင်းနာမည် AID ကငယ်ရွယ်ရွယ်နဲ့အဲ့ယောဂဘယ်ကရတော့ဥတုမှလည်းရောက်ကူးတော့ပါ
ငါတူမလေးတော့ပါသွားသေးတယ်တကယ်စာတွေလောက်လာလားသား ဒါဘိုးကျုံအောင်ဆိုနေပြတ်ပြီးပြန်ကောင်းမယ်သားဘိုးကျုံကြပြားနဲ့သားပြန်ညင်ပါလေ ဘိုးချုပ်ကြပြာလေးပြောရတယ် ဘိုးကျုံအောင်ဆန်းစာနီ အေးမမင်းနဲ့ရွယ်သူကလေးတွေလည်းသိတော့အောင်ပြောအောင်စမ်းစာနေစွပြန် အောင်ဆန်းစာနီအောင်ဆန်းစာနီဖေဖော်ဝါရီလက်ညိုးနဲ့လက်မရဲ့ 73 ဖေဖော်ဝါရီ73မှာဘိုးကျုံမွေးနေပါ အဲ့လိုဖြစ်ရ ဘိုးကျုံမွေးနေပါ1900နဲ့ဝိုင်းကြီးရေပါ 15 1915ရှင်လေဥပါသာဇာတိနမောအခုအိတ်နေတယ် ကွေးနေတာမကွေးကိုပြတာ ဇာတိနမောမကွေးခရိုင်တီကြများခုတိုင်ကြံခိုင်ရေးနဲ့ ဟာကြက်ခိုင်နိမလေးကြက်ခိုင်လားချင်းကြက်ခိုင်နဲ့ ကြံခိုင်နဲ့ဇာနီကွာမိခင်တော်စုတာ ဟုတ်တယ် မိခင်တော်စုတာမင်းတို့ကလည်းမျိုးပဲရှောက်လဲနေတယ်ငါစာမရပါဘူးဘိုးကုန်းစဝိုင်းအောက်မှာပါဦးမို့လို့ကျေနေပြီ ပြည်တော်စုကြီးကိုပြတာ ပြည်တော်စုရဲ့ကြောပြီ ကျေးဇူးရှင် ပြည်တော်စုရဲ့ကျေးဇူးရှင်အယမိတတ်တယ် ဘိုးချုပ်တို့ဖခင်အလေးပြုပြနေတာ တို့ဘိုးချုပ်တို့ပါခင်လက်မထောင်နဲ့ ကြက်ခိုင်နဲ့မင်းရိုက်ရတာ ကောင်းစေခြင်း မင်းကောင်းစေခြင်းနဲ့မင်းရိုက်ရတာလင်မန်းတော်တနာလား တောင်းတနာပါဦးဝဲကောင်းစေခြင်းနဲ့အာကြီး မာလက ကောင်းစေခြင်းနဲ့မာစကားရင်ဘတ်သူတို့လိုဒီနာရဲ ငါတို့မမေ့အား ငါတို့မမေ့သာပြည်တော်စုရဲ့ ကျိုးပန်းအောင်ဘိုးချုပ်တို့ပါ တို့ကောင်းဆောင်ဆိုရှင်လေးပေါင်းလဲစီများဘိုးချုပ်ချမ်းမဲ့သွား ပြီးပါပြီ မင်းဆိုတာဟုတ်တာမဟုတ်တာ အေးပြတ်တယ် ဟုတ်ပါသူ့ကိုသူမြခလေးနဲ့ ဘာသာအနေ ဘယ်လောက်သားလေးလဲ အကြခွဲတာအနေ တောင်းစား9ပိတ်တာလောက်ရှိတယ် သူမယ်တန်းမှာ6နှစ်လောက်နေရတဲ့အသက်မျိုး မင်းကခလေးလားဟုတ်တယ်တေချာကြည့်တော့တေ ကို ချာ ကိုကလေးမန်းတီအောင်လို့ချီရတာရတဲ့ကပါဝါယူလာ မနောက်နဲ့လွတ်တက်လိုက်မယ်တေချင်းဆိုညောင်ကန်ပိုးပိုးကြီးတက်4နှစ်ကြီးတယ်ခင်ဗျာမသိတာမှတ်လို့ဒါဘယ်မျိုးလာလဲပြော တောင်းတာ ဟောတောင်းတာအဖေနာမည် တောင်းကြီး အမေနာမည် တောင်းတွင်းကြီး မင်းနာမည် တောင်းကျုံ တေချင်းဆို ကြည့်လိုက်ရ6လုံးမှာကျွန်တော်တောင်းပြီးပြုံးတာ စာတွေလောက်လား လောက်လာတယ် ဘယ်နဲ့တန်းတော့ ဟိုတနေ့ကခြာလုံးမှုချူပြီးတော့ဟိုဖရားဘောတက်တော့လားဖရားဘောမှာခြာလေးတွေလွတ်တာ900ဘို့3000နဲ့အဲ့ဒါလုံးလိုက်ရတာ တေချင်းဆိုမနောက်နဲ့စာတွေဘယ်နဲ့တန်းလဲပြော သူငယ်တန်း၄ကကြ လေသူငယ်တန်းတော့လေးတာကြာ အောင်မအောင်တာဗတ်တက်နိုင်မှာဒါတွေကခတ်တဲ့အောင် စာတွေ အလကားကြွရခြေတန်းအောင်ပြီးသွားပြီဒါ ဟာလားဟာမင်းဒီရွယ်လေးနဲ့10တန်းအောင် အောင်ပြီးသွားပြီဒါဦးလေးတက်တယ်ရှင်းလား ဘာတက်တယ် ဦးလေးကိုမကြောချင်တော့ဦးလေးတက်တောင်တက်ပြီး စာတွေတက်တယ်ပေါ့ ဦးလေးတက်တောင်တက်ပြီး အဲ့ဒါဆိုလို့ရှိရင်မင်းဒီကောင်တွေမေးတာတယောက်မှမမှန်ဘူးပေါက်ကြရတွေဖြေတာ ညူးတွေအဲ့ မင်းအကုန်တက်လား အတုံတက်တယ်ဦးလေးတက်တောင်တက် ငါနဲ့မပြိုင်နဲ့အဲ့လိုကလေးမျိုးတို့ကကြိုးဆိုတာဗာပဲဖြစ်ဖြစ်ဆေးရထက်တစ်ဖက်လက်ဆောင်ထက်ရမယ်ဖအေးထက်သားတော်ရမယ်တော်တဲ့ကလေးကိုလေးစားတယ်မင်းတို့တော့ တတိရှိအောင်စမ်းစာနေကြပြပြိုင်ချော်မလား မင်းတို့တော့သူနဲ့ပြိုင်ရဲလားထားမင်းတယောက်တည်း ဒါဦးကြက်ရမေးရတာမရတော့မရှိကြ အင်္ဂလိပ်စာတွေပါလေ ရိုးလို့ အင်္ဂလိပ်စာနည်းနည်းပြောပြရင် ရိုးလို့ဘယ်ဒီကို အေး ဘယ်မှာထုတ်ပြီးဘယ်တလေးအုပ်ချောင်းနဲ့အုပ်တာ ညညမှာကြက်မလေးရ အနေကဲပို့မယ်လေ ရတယ်နော် အင်္ဂလိပ်ချာတယ်မဟုတ်ချီးပွားရေးမှာတွဲလို့တာဟာလား မင်းတို့ပြိုင်ရဲလား ကြိုင်ရဲ အဲ့ဆိုမေးပြီ တိုက်ရမယ် ဒါပြောစမ်းပန်းသီးကို အပဲ လိမ္မော်သီးကို ဟောတဲ့ ငါပြောသီးကို ဗရာနာ တောင်းမယ်တောင်းမယ် ဗတိုင်းသီးကို ပြရပါတိုင်းကြီးရအေးလို့ချီဦးဦးကြီးကဗတိုင်းကြီးရအေးလို့ချီ ခါလေးပြဲမြားကို အဲ့တော့တောင်းမယ် တလက်မစိန်ပြောင်းကို ဝိရညာဦးမေးငါတဲမှာချင်းကြောင်းမေးရ ဒါလေးယောက်ျားလေးကို ဒါကြတော့ဘွိုင်း မိန်းကလေးကို ကဲ အပြိုကို လေဒီ ဂန်တူးကို မေးမရှာအနောက်ရဦးရမင်းတို့ကြာချီဦး ဒါလေးမန္တလေးမဟာမြတ်မုဒိဖရားမှာချင်းသေးကြီးဘယ်နှကောင်ရှိလဲ နှကောင်ပါ နှစ်ကောင် တောင်းမယ် ရွှေဒဂုံဖရားမှာလေကားဘယ်နှတည်းရှိလဲ စနေရုံမေးစနေရုံမေး ဒါလေးရေကိုဘယ်လိုခေါ်တော့ ဘာတာ ရေ
ရှေးကို ဝါတာ တောက်ပြီ ရင်ငံပိုင်ဥရှေးကို ညဦးကြီးကိုဘလို့အင်းလေးကိုထော်မှရဲဘူး မင်းတကယ်မတက်ပါဘူးဒါလေး ရ ပြောတယ်စမ်းအပြိုကို အပြိုလေးဒီ အပြိုကို လေးဒီ တစ်ခုလက်နှစ်လင်กว่าကို နေဒီတယ်ဟို ပါတေချင်းစိုးတွေတကယ်မရပဲနဲ့ဒါအဲ့တော့မင်းတို့၄ယောက်လုံးကိုပြိုင်ပွဲလေးတစ်ခုလုပ်ပေးမယ် ဟုတ် ပြိုင်ပွဲလေးပြိုင်လို့သားတို့၄ယောက်တည်းကနိုင်တဲ့လူကိုမုတ်ကျွေးမှာ ဟုတ် စုငွေလဲချမယ်သားတို့စာအုပ်တို့ဘောပင်တို့ခဲတံတို့လိုတာဝယ်လို့ရအောင်သားတို့စုတော်ငွေ3သိန်းချီးမြင့် သူတော့ဝင်တတိုင်းချင်းမြင်ဒါဆောက်လဲဝယ်ဘောပဲလဲဝယ်ဘူး ဒါဘာလို့ ဒါမိမတော့တောင်းပါ မင်းအရွယ်နဲ့မိမတောင်းအောင်မလားသိ ဒါ ကြ တော့အကျိုးရှိရှိလုံးမှာ ဘာလို့ မိဘမဲ့ခရီးတွေကိုဒါအဲ့ပတ်စံတွေဝင်ခမယ် ဟဲသာဓုဗျာသာဓု မိဘမဲ့ခရီးသိရ ဘယ်သူတော့ KTV မှာဆက်ကကောက်မရေးအနေတကြီးကနေတက်လာတနာပါတယ်ဦးရဲ့ မပတ်စံ3သိန်းရရင်ဘာလုပ်မလဲ ဒါသူနဲ့အဖော်လိုက်သွားမှာ သိချင်းစိုးမင်းကပတ်စံ3သိန်းရရင်ဒါဘာလုပ်မလဲ အတာကျူရဲ့တကူကကြရင်အိဋ္ဌိမသားတွေကိုအရက်ဝယ်တိုင်းတယ် သိချင်းစိုးတွေတယောက်မှမဟုတ်ကဲအဲ့တော့သားတို့မိုးစားပြိုင်ပွဲလေးချင်းပါပြီမယ်အဲ့တော့အသင်းနဲ့သားတို့ကျောင်းမှာဆိုလို့ရှိရင်အသင်းတွေရှိတယ်နော်ဘရင်တော်အသင်းဗန္ဓုလအသင်းအဲ့လိုအသင်းတွေမရှိဘူးလားနော်အနော်ရထာအသင်းအလောင်းဖေးအသင်းနော်ဒါအလောင်း မင်းဖေး ဒီလိုပါရလေမြေမြုံမယ်အဲ့တော့အသင်းလေးတွေဖွဲ့ပြီးမယ် အတင်း တားက တားပဲတားပဲចောင်းစရာလေးចောင်းစရာဆိုတော့ဒါចောင်းသားတွေကိုတားပြီး အဲတားလည်းခုကျောင်းသား ဒါចောင်းသား အဲ့တော့တားဘာအသင်းတော့ ဒါចောင်းသားအတင်း တား ចောင်းသားအတင်း ဟုတ်ပြီကျောင်းသားအသင်းတားလေးက ရဲကိုကိုရဲရမင်းကိုကိုရဲတားပြရဲ တားဖေးရရဲအဲ့တော့တားဘာအသင်းတော့ ရဲတင်ပေါ့ ကျောင်းသားအသင်းရဲအသင်း တားလည်းတားပဲအတင်းလုပ်ပြီး တားဖေးကဘာလုပ်လို့ တရားသူကြီးလုပ်တယ် အဲ့တော့တားဘာအသင်းတော့ တရားသူကြီးအတင်း ကို့အဖေရဲ့အလုပ်တွေကိုကဂုံဖော်ပေးတာ ဟုတ် လူတွေစုံတဲ့အချိန်မှာဟုတ်ပြီကျောင်းသားအသင်းရဲအသင်းတရားလူကြီးအသင်းဒီဘက်50သားလေး နဲ့ကြခွဲထားပါဦးငယ်နဲ့ကြခွဲထားပါဆို တား မေုံချင်းကြီးနဲ့ကြ ဘာလို့ချိန်ကြီးရမလားယူစရာကြီးတားလေးက ဒါဘောလီတင်း ညမော်တော်ဘီကယ်လောက်တာ အတူတူပါပဲဦးရ ဘာဆိုင်လို့ ဘောတော်ပိကပါထင်းတယ် ရင်ထိန်းတယ်လေ ဘောလီကပါထင်းတယ် လို့ထိန်းတယ် ရင်ထိန်းတာအတူတူပဲထိန်းတာဦးလေ အဲ့တော့ဒါကမော်တော်ဘီကယ်အသင်း မော်တော်ဘီကယ် ဟုတ်ပြီမော်တော်ဘီကယ်အသင်းတရားလူကြီးအသင်း ရဲကိုကိုတင် ရဲအသင်း ရေးတင်း ကျောင်းသားအသင်း ကျောင်းသားအသင်း ဟုတ်ပြီဒါတို့မုတ်ကျွေးမယ်မုတ်စားပြန်ရမယ် ဟုတ် ဒီမှာမုတ်လေးတွေဦးတို့ကကျိုးနဲ့တန်းပေးမယ်အဲ့ဒီကျိုးနဲ့တန်းလာတဲ့မုတ်ကိုလက်နဲ့ကင်ပြီးမစားအောင်ဗဇက်နဲ့ လက်တိုင် ဒါတော့ဗဇက်နဲ့ခုံပြီးစားအများဆုံးစားနိုင်တဲ့လူကိုဦးတို့ကစွန့်ငွေတသိန်းချင်းမြင့်ဟုတ်ပြီလား လုံးနဲ့ဒိုးချလို့ပြုတ်ကြရင်ကောက်စားလို့ရတယ် မရဘူးမင်းတို့အဲ့လိုကလေးကချင်းညာတယ်မင်း ငါ တို့ ချုပ်ငါချုပ် ကျွန်တော် ပေါ့ပေါ့ အေးရအားလို့တာ မတိအောင်ဖတ်ထားမှု ဦးရဲ့ အားလို့ ဦးရဲ့ပတ်မွေးကြွက်ကြိုက်ခိုင်း ချက်ကြိုက်တာမဟုတ်အဲ့ဒါမနေ့ကပွဲရတာလေ သူတို့နှစ်ယောက်နေရာမှာကောင်မလေးတာဆိုငါမူသားမပြန်ဖုန်းကြောင်းတယ် နောက်တာဟုတ်ကော ကြောင်မင်းဟိုဘက်လုံးလေးဟာ ဒါတော့ခဏနေရလောက်ထွက်လိုက်မယ် မော်တော်ပိကဒီကိုပဲခတ်တော့ပဲထား အဲ့တော့ဒါတို့၄ယောက်ဦးကတည်းကတင်းမဲဟိုကနေဟိုဘဝင်နေတယ်ဟိုလူမြင့်လေး ဦးရဲ့ဂျပူရဲ့ ဦးရေဒါတော့မုံစားပြန်ရတာမတူတော့ဘူး ဘာနဲ့တူလို့ မတိအမဲသားတော့ခွဲလေးကောင်ဟန်နေတယ် ကိုဘွားကိုနားလည်ပြီးတော့ဒီကနေ1နဲ့3អော်မယ်ဟုတ်3ဆိုတာနဲ့1နဲ့3ကျိုးတယ်ကွာ1 2 3 4ဟုတ်1 2 3អော်ပေးမယ်3ဆိုတာနဲ့စားမယ် 1 2 3 ဟေးစားဟာညကိုဘာလို့អော်ပြီးကိုဘာလို့စားလို့မရဘူးអော်ပေးမယ်နော်3ဆိုရင်စားမယ်1 ရောက်နေခဏနေဦးလို့1 ဦးဝမ်းမတွားတော့ဘူးလားဝမ်းကနေဆက်တွားတော့လေဝမ်းတွားတော့ 1 2 3ဝေကလေးတွေပြောပါပါနဲ့လုပ်ပေးတဲ့အစီအစဉ်ဖြစ်ပါတယ်ခင်ဗျအဲ့လိုပြောပါနဲ့လုပ်ပေးတယ်လို့ကျွန်တော်အသင်းနာမည်လေးတွေပေးထားတယ်ခင်ဗျတယောက်ကရဲအသင်းတယောက်ကចောင်းသားတယောက်ကမော်တော်ဘီကယ်တယောက်ကတရားလူကြီးစားတယ်ခင်ဗျမော်တော်ဘီကယ်စားပြီခင်ဗျမော်တော်ဘီကယ်စားပြီမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျမော်တော်ဘီကယ်နဲ့ရဲနဲ့စားတယ်ခင်ဗျចောင်းသားဝင်စားတယ်ចောင်းသားစားတယ်မော်တော်ဘီကယ်နဲ့ចောင်းသားကိုရဲရိုက်တယ်ခင်ဗျចောင်းသားကိုရဲရိုက်ပါတယ်ခင်ဗျကျောင်းသားကိုရဲရိုက်တယ်ခင်ဗျရိုက်တယ်ခင်ဗျရဲအမလေးရဲကကျောင်းသားကိုရိုက်တယ်ရဲကကျောင်းသားကိုကန်တယ်ခင်ဗျရဲကအမေသူကန်ပေါက်တယ်ခင်ဗျမော်တော်ဘီကတော့တယောက်တည်းစားတယ်ခင်ဗျမော်တော်ဘီကတော့
သတင်းစာတွေကပုံတွေပါလာပြီခင်ဗျာဖေးပုံတွေကပုံတွေပါလာပြီစားတယ်ခင်ဗျာအမေចောင်းသားအမေចောင်းသားစားတယ်ရဲနဲ့မော်တော်ဘီကယ်နှာခေါင်းမှာတော့ပေးတယ်ခင်ဗျာဟဲ့လက်နဲ့မခိုင်းနဲ့လို့ပဲအဲ့လိုမရဘူးအမေရဲနဲ့အမေចောင်းသားရဲကိုပြဿနာရှာចောင်းသားအမေចောင်းသားရဲကမခံဘူးခင်ဗျာရဲကအမလေးရဲကချပြီခင်ဗျာចောင်းသားကိုရဲကချပြီခင်ဗျာချက်ကင်ပေါက်တယ်ခင်ဗျာចောင်းသားရဲချတယ်ခင်ဗျာအမေဘသူတွေဘာလုပ်တရားလူကြီးကတော့ဘလောက်ပြဿနာတက်တဲ့လက်ပိုက်ပြီးတော့သူ့ခွေချောင်းနေတယ်ခင်ဗျာတရားလူကြီးကခွေထဲဝင်မှစားမယ်ဆိုတဲ့သဘောပါခင်ဗျာတရားလူကြီးကလက်ပိုက်နေတယ်ခင်ဗျာရဲကတွေ့ခင်ဗျာရဲနဲ့ရဲကចောင်းသားရဲအမေတရားလူကြီးဝင်လာပြီတရားလူကြီးရဲဝင်ထိတ်တယ်ခင်ဗျာចောင်းသားကိုတရားလူအမေရဲကရိုက်တာကိုចောင်းသားကိုတရားလူကြီးကဖမ်းတယ်ခင်ဗျာရဲကရိုက်တာကိုတရားလူကြီးကအမေရဲနဲ့တရားလူကြီးနဲ့အမေကျဲနဲ့တရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့မော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့အမေလက်ဆွဲအမေမော်တော်ဘီကယ်နဲ့တရားလူကြီးအထက်အောက်ညှိစားနေတာခင်ဗျမေမော်တော်ဘီကယ်နဲ့တရားလူကြီးနဲ့အထက်အောက်ညှိစားနေတာခင်ဗျစားတယ်ခင်ဗျအမေရဲအမေတရားလူကြီးနဲ့ရဲနဲ့မော်တော်ဘီကယ်နဲ့အမေ3ယောက်ပေါင်းတယ်ခင်ဗျာ3ယောက်ပေါင်းပြီးကြည့်စားတယ်ခင်ဗျာအမေတခုတည်း3ယောက်စမန်ခုံးတယ်ခင်ဗျာ3ယောက်အမေပြဿနာចောင်းသားလုံးပြန်ပြီသူမုံမစားလို့ចောင်းသားဆန္ဒပြတယ်ခင်ဗျာចောင်းသားမရဲရိုက်ပြန်ပြီခင်ဗျာအမေရဲနဲ့မော်တော်ဘီကယ်နဲ့တယောက်နဲ့တယောက်အမေတယောက်နဲ့တယောက်ဟမ်အမေចောင်းသားကိုဖမ်းចောင်းသားကိုမုတ်ကိုမညာမတာစားမလားသူဖမ်းចောင်းသားကိုဖမ်းတယ်ခင်ဗျចောင်းသားမော်တော်ဘီကယ်ကတော့ဘသူတွေပါလို့မော်တော်ဘီကယ်တော့သူတယောက်တည်းစားမယ်ဆိုတဲ့သဘောရှိတယ်ခင်ဗျမော်တော်ဘီကယ်သူနဲ့မဆိုင်တယ်လို့ပဲခင်ဗျအမေရဲနဲ့ចောင်းသားနဲ့ရဲနဲ့တရားလူကြီးနဲ့မော်တော်ဘီကယ်နဲ့စားနေတယ်ခင်ဗျရဲကတော့ចောင်းသားကိုနိုင်ချစ်ចောင်းသားအပေါ်ကတက်စားတယ်ခင်ဗျចောင်းသားအပေါ်ကတက်စားတယ်ခင်ဗျဗျចောင်းသားဆန္ဒပြတယ်ចောင်းသားသူမစားလို့ဆန္ဒပြတယ်ပြဿနာလေးရှုပ်ထွေးနေပြီအမေရဲကအမလေးចောင်းသားကိုထိလို့မရတာခင်ဗျထိတာနဲ့ရဲကရိုက်မယ်ဆိုတာမေတင်လာခင်ဗျမဲသူတို့တယောက်အမကြရင်မော်တော်ဘီကယ်နဲ့တရားလူကြီးညားဖို့ရှိတယ်ခင်ဗျတရားညားဖို့ရှိစားကြပြီခင်ဗျအကုန်လုံးစားပြီခင်ဗျစားမော်တော်ဘီစိတ်မချလူသားဘသူတွေဘလောက်စားနောက်ဆုံးတော့ចောင်းသားတွေပဲနိုင်သွားပါတယ်ခင်ဗျာကဲကျွန်တော်တို့အားကားကောင်ကြီးကိုပြည်သက်ကိုကြိုးစားပန်းစားနဲ့တက်နိုင်တယ်လို့တပည့်တင်ဆက်ပါတယ်ဒီကကြတော့မေတဲထိုက်လေးညီမလေးလားတရားလူဟာကားကောင်ကိုခုလိုပဲဘယ်တော့မှမပြတ်ပြေတဲ့မေတ္တာနဲ့အားပေးနိုင်ကြပါစေလို့ဟာကားကောင်ကြီးကိုစိတ်မကောင်းတောင်းရင်းနဲ့ဒီကကြတော့ညီမလေးတောင်းဆိုရတဲ့ချင်းလေးနော်ကျွန်တော်တို့အမေစုနဲ့ပတ်သက်တဲ့ချင်းလေးတပုတ်ဆိုပေးပါဆိုတော့ကျွန်တော်တို့ရှေ့ရကြီးညာတယ်လို့ကျွန်တော်တို့ 5 star မင်းသမီးလေးဖြစ်တဲ့အတွက်ကျွန်တော်တချင်းလေးတပုတ်ဆိုပေးရင်းနဲ့ကျွန်တော်တို့နိုင်ငံသားကចောင်းသားများကအဲ့လိုပြောနေဖြေမပေးပဲနေဘူးနိုင်ငံသားအကြောင်းသားများကအမေစုကိုဂုံပြုတဲ့ဒီတချင်းလေးပြန်มาခွတ်တောင်းပြီလို့နေရပါတယ်ခင်ဗျာနားဆင်ပြီးတော့ဟေးပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့စီပြန်มาခွတ်တောင်းရင်ပုံတိုင်းမို့လို့စီစနစ်တိဆောက်ဒုက္ခရောက်ပြီးတော်လည်းပဲလူစေတဲ့ချီအနန္တဆန်းဤသိတောင်းပဲစီသင်ကိုအားဖို့တော်ရယုံကြည်အနန္တဆန်းဤသိတောင်းပဲစီသင်ကိုအားဖို့တော်ရယုံကြည်အတိုင်းတကယ်အာယုံဤတန်တန်လို့ရှိတော့ကပဲချီဝ
hey 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 ပြန်မခွတ်တောင်းကြီး မုံတိုင်းမို့တို့စီ ပြန်မခွတ်တောင်းကြီး မုံတိုင်းမို့တို့စီ စနစ်တိတိဆောက်ဒုက္ခရောက်ပြီတော်လည်းပဲလူကြီးအသိပဲချီအနန္တဆွမ်းဤသိတောင်းပဲစီ ဒီခေါ်အားကိုတို့ရေယုံစီ အနန္တဆွမ်းဤသိတောင်းပဲစီ ဒီခေါ်အားကိုတို့ရေယုံစီ သမိုင်းတစ်ခေတ်အာယုံဤကြီးလမ်းတက်ဖို့ရှိဖို့မှန်ပဲစီ hey ဟုတ်ပါဟုတ်ပဲရွှေလက်ခောက်တလေးကြားပြစေမိသားစုလေးတွေဒီမှာလေးဒါပြပြီငါလွတ်လိုက်ဒါညီမလားကျေးဇူးတင်တယ်ဒါအလုပ်တကာအလုပ်မအောင်ကျွန်တော်တို့တညလုံးကျေးဇူးတင်တယ်ဘာကြောင့်ပြောရလဲကျွန်တော်တို့ရောက်တဲ့ကကျွန်တော်တို့လိုအပ်တာလုံးဝမရှိတကယ်ဟုတ်ကဲ့ကျေးဇူးပါပဲနော် နုံနေကကြိုက်နေကြ အေးအဲ့ဒါ ညာတော့ လာလေးကိုနော်ကျွေးတာမွေးတာအစတောင်းဝင်ချီပြိုနေဟုတ်ကဲ့ အဲ့ဒီပြင်ကျွန်တော်တို့ညီကိုတွေအငိတ်တော့မကသေးဘူးဒီလာဖို့ညနေဆောင်ပဲရှိသေးတယ်ကျွန်တော်တို့ဟိုစရံပေးတာတဲ့ပတ်စံအပြင်ကျန်တဲ့ပတ်စံအကုန်ပေးတယ်အဲ့တော့ကျွန်တော်တို့ဒီလိုတောင်းဝင်ချီတဲ့မိသားစုကိုဟာငါကောင်ကျေးဇူးတင်ရတယ်အဲ့တော့အလုပ်ကိုစူးစမ်းပန်းစားဖျက်ပေးတင်ဆက်တယ်ဒါကျေးဇူးရှင်ပြိတ္တများကိုဖျက်ပေးတင်ဆက်တယ်လို့လူရှင်လူမတွေရဲ့မေတ္တာကိုကျေးဇူးဆက်ခဏထိုင်နေပါလေဘာလို့တညလုံးလူရှင်တော့ကျွန်တော်တို့ကလူငယ်တွေကြီးပဲကျွန်တော်တို့ဖွဲ့မှာအသက်30ပြည့်တယ်တယောက်မှမပါဘူးတိုးကျော်အသက်ကြီးဆုံး29နှစ်ပဲရှိအဲ့တော့လူငယ်တွေဖြစ်တဲ့အတွက်ပြက်လုံးပြက်တဲ့အခါမှာစေတနာပါပြီးတော့အင်တိုင်အားတိုက်ပြက်တဲ့အခါမှာပရိသတ်ဝါစာရိုင်းဆိုင်တဲ့စကားပိုင်အမားပါဝိုင်းတောင်းပန်နော်လူဆိုတာကိုမားရင်မားမှန်းသိရထိုင်ကြော့ပြီးတောင်းပန်နော် အဲ့တော့မင်းမားတာလည်းရှိမှာပေါ့ကွာမင်းတညတစ်ခါမှမမားရင်ကလေးတွေပဲလူဖြစ်လာမှာ လာကိုထိုင် ချော်လေးနားမှာကိုထိုင်မယ်ကိုတွေကလူငယ်တွေအဖွဲထဲမှာငါဆိုအခုမှ16နှစ်ပဲရှိသေးတယ်အိမ်အောင်တက်လာဟိုငါ16နှစ်တည်းရက် ဒါ16နှစ်ပြင်မဲ့သားလေးလေးလေးမမနေရှော့ရက်ရ ဟုတ်ငါတေးချင်းစိုးဝါဟိုဘက်နောက်မှလည်းလာသေးတယ်မဲဖြာလာဦးနေတာပါသေးတယ် ဒီကောင် နောက်ဆုံးရောက်တော့ဒီနောက်မှကိုမနေရောက်ကိုမနေနဲ့ခေါင်းငွေထားကြလိုက် တော်လောက်ကြီးအကုန်လုံး ငါဦးလာတဲ့ဟော အာယုံပြု ဘယ်ဝါရောက်ရောက်လဲ ရက်ဆိုင်ဟိုနားလေးမှာရှိတယ်ဟိုနားလေးမှာ ဒီနားလေး ဖ မှာ ယားကိုအာယုံပြုလောက်ကြီးတာငါပြောတယ်လို့ပြော ငါပြောတယ်လို့ မဟုတ်အဲ့ဒါမပြောရသေးဘူး အဲ့ဒါမပြောရသေးဘူး ဒီကောင်တွေတော့ငါစိတ်တူလာပြီဆဲပြီးတော့မယ် တေးချင်းစိုးကလာတာဘွယ်ကဖလောမတာမညစ်ပဲနဲ့ကျေးဇူးရှင်ပြည့်တဲ့တောင်းပန်ရမယ် အမှန်ပါနေပါဗျာ ပြောကျွန်တော်ကျမတို့ဒီ ကျမတို့ဒီ ဘယ်အားကျွန်တော်ဘယ်အားကျက်မှာလဲ မင်းတို့ကကျွန်တော်ဟာမင်းတို့ကျွန်တော်ကျက်မသူကျက်မဟုတ်ကျွန်တော်လည်းကျက်မနော်ကျက်မကျွန်တော်ကျမတို့ဒီ တော့ကျွန်တော်တို့ဒီ ကျေးဇူးရှင်ပြည့်တဲ့များ ကျစံပရယ် တကြတာဖြစ်ပြီးတင်ဆက်မှုမှာ ညောတော့ပြောချစမ စေတနာပါ ပါ လေးလေးစားစား စာကြည်လို့ ကြိုးစားဖြစ်ပြီးတင်ဆက်ခဲ့ပါလေ ကဲ ပြက်လုံးများပြက်တာ တာ အမားပါရင် ရင် ခွင့်လို့ပါလို့ လို့ အလူတကအလူမနဲ့ နဲ့ ကျေးဇူးရှင်ပြည့်တဲ့များကို ဟို ကြော့ပြီးတောင်းပန်ပါလေ တဲ ကြော့တောင်းကျေးဇူးရှင်ပြည့်တဲ့ဒီမှာကလေးငယ်ငယ်ဘာလို့ရှိခွင့်လို့ပါလို့တောင်းပန်ပါကျွန်တော်တို့ပြည့်တဲ့စက်တွေကကျွန်တော်အာယုံပြက်လိုက်တာဟဲ့ဘာဖြစ်တယ် ဖေယိုလေးသူဒီလိုလာတို့တယ် ဘသူကတို့တာ သူ ဘသူက ပြေးကြ အားရမင်းငန်းကြီးမဟုတ်တာဖွဲ့တယ်ဟာမင်းငန်းကြီးပြီလို့မင်းကိုမင်းဧည့်သည်လာကြတယ်မင်းတို့ဘာလို့ဖိနိုင် မနိုင်ရပါဘူးကွယ်မင်းကလေ မနိုင်ရင်ကောင်မလေးကပြောမလား နေပါလို့နေပင်နေပိုတော့နိုင်တာဒီမှာပေါ့ ဒီလိုကတော့လာအဲ့ဒါကိုဖေယိုဒီလိုလာကုတ်သွားတာ ဟာကိုစိုးကိုစိုးလည်းမစားခွင်စိုးကိုစိုးလည်းမစားပါဘူးကွာ ဟာမင်းတော်တော်မရိုင်းတာပဲ မနိုင်ဘူး မင်းကညီကိုရင်မင်းကဒီအကျင့်နေရှိတာငါမသိဘူးချမ်းမင်းဘာလို့လုပ်တာလဲ ပင်မဲယူငါနိုင်เสียလားကွာ မင်းမနိုင်ပဲနဲ့ကောင်မလေးကနိုင်တယ်လို့ နန်းကြီးအမအီးစွန်နေလား မင်းမနိုင်ပဲနဲ့ကောင်မလေးကမင်းကလေးကမင်းပြောမလား ငါနိုင်တာမဟုတ်လေငါ သူနိုင်တာလား ဟာသူန
တော်ရောက်မင်းနဲ့ပြိတ္တစေတနာမတန်ဘူးသွားရသွားမင်းဒီလောက်လေးစားဖို့ကောင်းတဲ့ပြိတ္တနဲ့ 你没一面， အားရဆိုးနေတော့ နိုင်ဘူးတဲ့ဖေ။နိုင်တဲ့ကောင်ငါသိတယ် ကိုစီကိုဝင်းနဲ့ထားကွာအဖွဲ့စိတ်ဝမ်းပွဲလေး ။ဒီလိုစောက်ကျစ်မျိုးကငါမဟုတ်ရင်တင်းမယ် မင်းဘာလို့ပြော ။ငါနဲ့တဖင်နဲ့ထွက်တဲ့ကောင်ပြောတာ ငါပြည့်နေတယ်လေမင်းအဲ့လိုပြော ။မင်းပြောတာမဟုတ်မင်းနိုင်လား မနိုင်ဘူး ။မနိုင်မနာနဲ့။နေလည်းနောက်နစ်ဖေကိုနေချက်စီကိုခတ်ထား ဒုက္ခ အဲ့လိုလိုက်တယ်ပြောတဲ့ဟာကို အေးလေ ။တောင်းစား ဟာ ခင်းနိုင်တဲ့ကောင်ပြောတာ။ဘာလို့နာမူဘိတ်ပါ မချိန်ကောင်းဘူးလို့ပြော မင်းနိုင်လား ငါမနိုင်ပါ ။မ ဘူး နိုင်မနာနဲ့ ဟုတ်ဘူးလေကွာမင်းကအများနဲ့ခရီးသွားနေရတာမင်းတို့က ။ငါမနိုင်ပဲနိုင်တယ်လို့ပြောရင်ဝစင်းရိုးခလုတ်တိုက်ဖာကျိုးသေးပါသေး ဟာမချိန်ကောင်းဘူး ။ဒီဖေကြက်ကြက်တတိထား။နောက်တကယ်နိုင်မှထွက်မပြေးနဲ့ ဘယ်လာလဲလို့ဘယ်လာလဲမင်း ဒီနေရာငါနေရာမဟုတ်လား လိုချင်လို့အားချင်လို့မနေ့ရတယ်လာဦးလာတာ ။မကြော်နဲ့ကိုညာကိုနေ သကောင်လေးမိတ်ပြီတော့ဆက်လူလာ လောက်အကုန်လောက်ကြည့်ကွာဒီလိုကောင်းနေရှိတာအဖွဲ့တိတ်ခါကြကျွန်တော်ကျမတို့ဒီ ကျွန်တော်ဒီမှာတော့ဒီ ကျေးဇူးရှင်ပြိတ္တများ ယေရှုရှင်မေတ္တာမြတ်ဗမာ ဖြောပြီးတင်ဆက်တာ ပြုပြတင်စတာ အမပါရင်ခွေးလိုပါလို့တောင်းမှန်ပါတယ်ဖေယ အာမဘာနေပါရှင်ဗျာ အတန်ကတော့ဘုန်းကြီးတန်နေပဲရုပ်ကတာဓမြရုပ် ဒီချင်းဆိုမိတုမလေးကိုတိုက်အမပါရင်ခွေးလိုပါလို့ မာဘာရင်ကောင်းမှာ တောင်းမှန်ပါတယ် တောင်းမှန်ပါတယ် ကတော့ကျွန်တော်တို့ဒီလိုကျေးဇူးတင်ပါတယ်မမကလေးရှင်ကျွန်တော်ဘာဖြစ်လာလဲအမပါလို့ရှင်ခွေးလိုပါလို့တောင်းမှန်ပါတယ်ကျွန်တော် ကြောက် အာယုံပြက်လိုက်တာပါ လိုက်ပြန်ပြီ ဘသူကနိုင်ပြန်ပြီလဲ သူ့ပေါ့ အမိုးကြော်ဒါဆိုလို့ဒါ ဟုတ်တယ်ဟုတ်တယ်ဝိုင်းကြော်လေဒီမှာဒီလိုကတော့တဲ့ဟာကိုဖိအောင်လို့ မင်းမလို့နိုင်တယ်လေကောင်မလေး အနေမင်းနိုင်ကုန်နေတာငါဖိန်ကတော့လက်မှန်ပြီးလို့ချီးမကုန်တာလင်းကားလာရှိနေပြီ သူနိုင်မှာလေသူလိုက်တာ မင်းနိုင်လို့ကောင်မလေးပြောတော့ပါ ဘာမှမမီဘူးဒီမှာချိန်လို့လက်လို့လည်းဘယ်ကနိုင်လို့ တေကျေးဇူးကနိုင်တာမဟုတ်မေးကွာအဲ့ဒါမင်းသမီးတို့ကွာမင်းလက်တစ်ခုကငါတေချာကြည့်တော့မဟုတ်လေကွင်းနေရလေကသေးရိုးလောက်ရှိတယ်လက်ချောင်းနေတယ် chạy 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 đó chạy đó nhìn thấy này တော့ပါလားမကတော့အဲ့လိုမျိုးဖိနိုင်နေရပဲ ကိုတောင်းမှနေကိုတောင်းမှနေ ဒီတော့ဟိုကောင်ဖြစ်ကြရမှာဘီယူဆိုင်တဲ့ဒီဘယ်နဲ့မှတနာယူဆိုလို့ဒင်းမဲ့ထူးထူးခြားခြား ဘာလို့ပြောရလဲ ဖိလိုက်တဲ့ကောင်ကိုပြောနေတာမင်းနိုင်လို့လား မနိုင်ပါဘူး မနိုင်မနာနဲ့ မကောင်းဘူးလေကွာဘယ်လိုအဲ့လိုပြော ငါမနိုင်ပဲနိုင်တယ်လို့ပြောတဲ့ကောင်သစင်းယူခလုတ်တိုက်ဖာကျိုးကျိုးတဲ့ဟာကြီးပြက်ကြ အဲ့လိုမချိန်နဲ့လေ ကျိန်နေဟဲ့အောင်နိုင်တဲ့ကောင်ကိုပြောနေတာမင်းနိုင်လား မနိုင်ပါဘူး ဒီဟာကွာဒီဖိမျက်နှာမိုးနှိုက်ရမှာလားငါ တော်မင်းတို့ကောင်ရှောက် ပတိထားနော်ဟဲ့ဒီ အလုံးငါမှအဲ့ကျင့်မရှိ လောက်ကြည့်ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီ ကျေးဇူးရှင်ပြိတ္တများ ကျေလို့ရှင်မရိုက်တော်မြောင် ကဲလူငယ်တွေလူစုတာဟဲ့ငါဘုရားရှိခိုးတက်နေပြီ ဖြတ်ပြီးတင်ဆက်တဲ့ခါမှာ ပြောပြတင်ဆက်တဲ့ခါမှာ အလာတော့မိတ်တီလာကိုလာ မိတ်ဒီလာနဲ့ဖပြေး အမားပါ အမားပါရင် ခွင့်လို့ပါလို့ ခွင့်လို့ပါလို့ တောင်းပါပါလေ တောင်းပါပါလေ ကတော့ရတိုင်းရောနိုင်ပြန်ပြီ အာယုံပြက်လိုက်တာနော် ငါပြောရမှာလေဒါဖြစ်တော့တင်နိုင်ခံတာ ဖိနိုင်တာပြန်ပြီ မင်းတို့ကွာ ကိုပေါ်လေးနိုင်တာလေ ဒုက္ခပါကိုယ်စက်စငါလည်းမနိုင်ပဲငါလည်းဝိုင်းကြော်ပြောစကားနားမထောင်ဘူးဒီပြီးနဲ့လာထိုင်ဘူးမနိုင်ပဲနိုင်တယ်လို့ပြောတဲ့ကောင်ကစင်းယူခလုတ်တက်ဖာကျူအဲ့ကျိုးတာကြီးပြက်ကြအဲ့ပြက်ကြတာယူကားတက်ကျိတ်အဲ့ကျိတ်သွားလို့အမောမောအစိတ်စိတ်မောဖြစ်သွားရင်ကြက်ကနာစိတ်ဆဲပါသေးဗျာ ဒီကောင်မချိန်ကောင်းတာတွေချိန် မင်းနိုင်လား မနိုင်ပါဘူး မင်းမနိုင်မင်းပုံသွားနေအေးဟုတ်တယ်ပြောရမှန်းနေ တို့ကြော ဘာညီ လာလေ ငါတော့ဝါဒီရတော့တော့ ပြောင်းလာဟာ ဒီရပဲတော့တော့မင်းနေရ မင်းရဲ့ငါရဲ့မင်းသမီးရဲ့၃ယောက်တည်းရှိတာမင်းအဲ့လိုကြီးမင်းတခြားနေရာသွားနေတော့မင်းမစည်းလုံးဘူးလို့ဖြစ်မှာ အာရပါတယ်ညီလေးရကတော့လေရကတော့လေချင်းင်းကောင်းပြီးတဲ့ဇာဟောတာတယ် ဘာဟုတ်လို့ ဘုမပြဿနာတက်တယ် လာလို့တကယ်ချင်း ရတယ်မရတယ်ပေါ့ကွာ အဲ့ဒါဘာလို့လဲ စီတာတာစီမကြော်ကောင်းဘူး စီးကြရင် သမီးဘူးလောင်တက်တယ် လာလို့ပြောနေ လာတော့ပါဘူးကွာ ညညခေါ်တယ်
ကိုယူလာပါဒီနော် ငါမမြူဆွဲနဲ့ငါသိတယ်နော် ဒါတကယ်ချင်းလား ကိုယူလာပါ အေးပါဟာလာခဲ့ပါ ဒီပြင်းတော့လာခိုင်းပါ ဟိုအရှုံးမှန်ကတော့တည်တယ်တိမ်လို့တော့ဝင်ရရအောင် ဒါတကယ်ချင်းလောက်လေးချီ တော့ကွာဦးကျော်ရင်ပြောခဲ့တယ် ဘာပြောလို့ အတိရတတိရတတိနဲ့အတိမမြဲကြစေနဲ့တဲ့မမိတ်ကြနဲ့ လောက်ချီ ကျင်းကျင်းမတော်လေးနေဒူလီကူသကောတော့မတော်ငါဝေးချုံရဲ့ရီချုံကျုံတော့မေလီ အပြစ်တာလဲ ရှင်နေတောင်းကိုတတိပြင်းနေတာထားကြအောင်မနှုတ်ကြ ဘာပြောလို့ပြောလို့ကျွန်တော်ကျမတို့ဒီ ကျွန်တော်ကျမတို့ဒီနဲ့တတိကိုနေရှိရပြီ ကျေးဇူးရှင်ပြိတ္တများကို ကျေးဇူးရှင်ပြတဲ့များကိုမိမနေတက်ရှိကင်းဆောင်ပါပြီ တပည့်တင်ဆက်တဲ့နေရာမှာ နှလုံးနေရပြီ အမားပါရင် မပါရင် ခွင့်လွတ်ပါလို့ ဘယ်လိုပါလို့ လေးလေးစားစား လေးလေးဆောဆော တောင်းပန်ပါမယ် တော့ ကတော့ မင်းကတော့ဘာလို့ ညီလေးမကတော့ဒီတော့ကိုလည်းစောင်းနေ မဟုတ်လေငါကတော့မလုပ်တော့မင်းကတော့မလေး ။ညီလေးအတူတော့ကြောင့်မစည်းလုံးဖြစ်မှာပေါ့ ဟာဒါကြောင့်ငါပြောတော့တဲ့စကားပြန်ပြောတာစီစီလုံးလုံးကတော့မယ် ။အေးပေါ့ညီလေး အဲ့ဆို3ယောက်တူတူကတော့မယ်လေ ။အေးကတော့အောင်ညီလေး မပါရင် မပါရင် ခွင့်လွတ်ပါလို့ ခွင့်လွတ်တော့ ကတော့ ကတော့ဒီ မင်းငါမစောင့်နေလို့ပြောနေ မစည်းလုံးဖြစ်မှာဆိုလို့ ဒီနေရာကျတော့လာစီလုံးနေ သမီးနေဖေနိုင်ခံသေးလား နိုင်ရ ဖေနိုင်ခံလည်းငါကေးဆောင်နေတာ။အိုး အမီးကင်းမဲ့ရှိပါ ဖေဝင်ဆောင်တော့ဖေကေးဟဲ့ ခွင့်လွတ်ပါလို့ ။ခွင့်လွတ်ပါလို့ တောင်းပန်ပါလေ တောင်းမှန်ပါတယ် ကတော့ ဦးကျော်ဟင်းကြီး မင်းကဘာလုပ်တာလဲ ။မင်းကညံကတော့တော့ခါလေးညံကတော့တာပါ။အားလုံးကမတက်ညီလက်ရှိရမယ်လေ။ညီညွတ်ရှိရမယ်ညီနေရမယ်ညီလေး အကြာကြီးကတော့ကြမှာ ။ကြာကြီးကတော့မယ် မင်းလည်းကြာကြီးကတော့ ။မင်းကလည်း အောက်ကြည့်ကြမလို့ စက်ကြီးနဲ့အတူတူငါသဘောပေါက်တာပါမယ် ကတော့ခဲ့ပါလေ ။ဟုတ်ကြပါရဲ့။အဲ့ဒါလေးရတော့အယုံပြက်လိုက်တာဟာ ကတော့လေမင်းကဘာလုပ် ညီလေးကကြောတာမြန်တော့ကိုလည်းကြောတာမြန်တာဗောညီလေး နောက်တစ်ခါကတော့ လိုက်ခံအောင်မလား နိုင်ခါ ငါအမြဲတမ်းခေါ်တာတော့နဲ့ကိတော့ဆောင်ထားတယ်မှာလုံချုံကြီးကောင်းနေနဲ့ ကတော့ ကတော့ ကတော့ပါလေ ဘယ်လိုနဲ့လက်ကြော်ရင်လက်မိတာပဲဟဲ့ဒီပီကိုကုတ်တဲ့လက်ကြည့်ကြလား ကျမတို့ ဒီမှာကြည့် ဘာဘာကောင်းပါလေဖုတ်နေပေနေလို့ ဖုတ်တယ်ပြီလား ဖုတ်တယ်ဝင်ပါဆို ဝင်စရာမလိုဘူး तू ဖုတ်တယ်ဖုတ်ရင်ငါကိုယ်တိုင်မှုတ်ထုတ်ပြီးလိုက်မယ်လေမှာရင်းမှာပါလို့လားရိုင်းတာဟဲ့ကောင်နေ ဟုတ်ပါကွာသိတယ် မင်းတို့တရကန်ဆွဆွဲတဲ့လက်အဲ့လက် မဟုတ်ပါဘူးတကယ်ချင်းတွေ အဲ့လက်ခေါင်းဆောင်ထားတာမင်းကိုဖိနိုင်ဖို့ထားတာမဟုတ်ဘူးနော်အကောင်သေးတယ်ဖင်ပေါ့တယ်ခိုင်းကောင်းလို့ခေါင်းဆောင်ထားတာ ဟုတ်ပါဘူးလူကြားလို့မှမကောင်းရက်ွက်တဲထွက်သွားဟာမဖိနိုင်ကောင်းတာပြီဖိနိုင်ကန်တာပြီဆိုတာမလုပ်ပါတော့ကွာမလုပ်ဘာလို့တယ်လက်ဘာလို့ရဘာလို့ကိုလဲချစ်ထုတ်တာမလေးစောင်းတာဟဲ့ ဟဲ့ရဘာလို့ရှောင်းတာလဲငါလက်နာသွားပြီ မလုပ်နဲ့ဘာလို့နောက်အမလေးတဲ့မလုပ်နဲ့ ရှောင်းတယ်လို့ပြောနေတာ မင်းကမရိုက်နဲ့လေ အခါမရှိလို့လားဟမ်အခါမရှိလို့ ကံရှိကိုလို့တော့လာမင်းလာ အလေးအောင် ဒီကောင်ရှောင်းတယ်လှုပ်တော့လှုပ်ပြီ လုတ်သွားလို့ငါဆွဲထိုးတယ် ဟုတ်ပါဘူးမလုပ်ပါနဲ့ တော့ရခဲရမယောက်ျားမခိုင်းမှာ မလုပ်ပါနဲ့ကော ရှောင်းတယ် ဟော အောက်မှာအခါမရှိလို့အချက်လေးအောင်းလေးအောက်ကနေခံပေးထား မ တယ် လုပ်ရ ခေါင်းလေးခဏလေးတီးပြီအဲ့လက်ကိုအပြက်ပဲ မလုပ်ပါ ဇောင်းနဲ့ချောင်းလိုက်ကောင်းမလားမသိ မလုပ်ပါနဲ့ကွာ ဘူးအဲ့ဒါလေးဗျာအမလေးပင်နိုင်အောင်မလား တောက်ကြီးရမကြနဲ့ဘူးမဥမမျက်ရည်ရလာပြီးတော့ကြားချင်တာအမပေကျသွားလာပြီးတော့လာလားနိုင်ပေးလိုက်ပေးလိုက်ပေးလာတော့ငယ်လေး မမတ်သေးဘူးမမတ်သေးဘူး မသေးလားမသေးလား ရှုပ်ကမမတ်သေးဘူး တော်လောက်ပြီလားလို့ ပြောင်ချော်ချော်နဲ့စက်ပြာယုံနဲ့ဟမ် ကြောင်ဆက်နဲ့မျက်နှာဝကြ ကြောင်ဆက်ပတ်ယုံ မလုပ်ပါ ပြောင်ဆက်ဆက်လောက်ဝယ်ထား မလုပ်ပါနဲ့ကွာ လာမမတ်သေးဘူးခဏလေးကိုရ ဒီ ဒီ တော့ နေ့ရှိမှမှတ်မိပါလေ ဒီတော့တော်လောက်ပြီနော်ဒီကောင် နှစ်ထက်ရှိမှမှတ်မိမှာညက်စိမောက်ထပ်ကလေးတယ် မလုပ်ပါနဲ့ ရနာမလို့ဟမ်မရှောင်းတော့မင်း အမလေးဗျာအမလေး
နဲ့ညရည်လာမကြနဲ့ သူတို့ရိုက်တာဘူးလို့ ဘာကြီးလဲဟေးလာငိုနေတာအော်မျက်နှာမျက်နှာဆိုးနဲ့ငိုနေတာနားလား နားလေ တေးလိုက်တေးလိုက် မမသေးဘူး သေးလား မင်းကမမသေးဘူးပေါ့ကျွန်တော်ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာ မတ်တော်ပြီအယောင်နေ ရိုက်ပါဗျာကျွန်တော်ရိုက်ပါဗျာတဲ့ အဲ့တဲ့ကွာဘာမှမဖြစ်ဘူးကွာအယောင်နေပြမင်းက तू ကပြီးပြန်မှာဘာလို့ဖွဲ့အမြင်ညွတ်ရမယ်လေဒီပြေခါလား မကျွန်တော်ရိုက်ခံချင်လို့ပါရိုက်ခံချင်အဲမဲတွေ့လားမဲရိုက်ခံချင်လို့ပါလေ မင်းတို့ तू ရိုက်ခံနေတိုင်းမရိုက်တင်ဘူးနော်မင်းတို့တော့ရောက် ဒီကနှစ်ဖူးပေါ်တင်ရိုက် မင်းတို့အဲ့လောက်ဆုမရိုက်ကြပါနဲ့ကွာ နှစ်ဖူးပေါ်တင်ရိုက် ဆန္ဒပြတဲ့ထဲမှာငါမပါပါဘူးငါရဲကြည့်ရုံလေးပါကွာ မလေးမော်တာခေါင်းလေးမော်တာကျွန်တော်ရိုက်ပါဗျာကျွန်တော်အမလေးဗျာအမလေးပြင်လိုက်တဲ့ကောင်ဟမ် လူနဲ့နားရီမလား ဟာလေ ကောင်းနေနိုင်သေးလားကလည်းနိုင်ရအမေမသေးဘူးမသေးဘူး မပတ်သေးဘူးဘာဖြစ်လဲဘယ်လိုလိုက်ပြင်လိုက်တယ်ဆိုတော့မင်းလိုက်တာလားလာတိုးတော့လား နော် လာရောက်နေမနဲ့မရိုက်ဘူးလား တော်ပြီကွာရအောင် တကယ်ကြီးနေမနဲ့ရိုက်နာလေထိုင် အဲ့လိုမတင်ညာမဖမ်းပြီးတော့ နေမနဲ့မရိုက်ထိုင်တကယ်ထိုင်ကွာ ငါပါရိုးပြ နဖူးမော်တာတင်လားတောင်းစားနောက်နိုင်ရဲနိုင်ကြီးသေဖို့တာကျ ရဒီကင်းကိုကိုကိုက်နေတဲ့ဖဏနဲ့ မော်တော်ပါတယ် ကိုဘလေး ကိုတိုင်းကြောခင်ဗျ ကိုတို့ကြောခင်ဗျကျေးဇူးရှင်ပရိသတ်များအထူးပဲကျေးဇူးတင်ရှိပါတယ်ဟာကောင်ကြီးကိုတွေနဲ့နောက်လေဒီပရိသတ်ကျေးဇူးရှင်သမင်းရှင်များနဲ့ပြန်လဲစုံစည်းပါစေလို့ဆုမကောင်းတောင်းပါတယ် โอเค တညတာ baby တင်ဆက်မှုမှာကျွန်တော်ညီကိုတွေ baby တင်ဆက်တဲ့အခါမားလေးတွေပိုင်းနဲ့ခွင့်လို့ပါ โอเค အလူတကာလူမတွေရဲ့မြစ်တာ โอเค ဟာကောင်ရဲ့စေတနာ မှန်တယ်ဗျ နားထောင်စမ်းအလူတကာဥတီထုံအလူတိုင်ကမှတော်ချစ်ချစ်တာသမီးအလူတိုင်ကအလူတိုင်ကမှဖြစ်ကြတဲ့ဦးမင်းဆွေဒေါ်ဆွေမာဦးဝေးကြိုင်တဲ့ဒေါ်မိမိမိုးဦးဖို့ဖို့ဒေါ်ရီမင်းမိသားစုတို့ရဲ့အလူတော်မင်္ဂလာအောင်ပွဲကဘာတန်လဲဒီဘုံမကဝိတုခမှာဘုရားမလို့ငါတောင်ကျူသုလင်ပြောပါအိုလူသားတို့ဤသူစိတ်တမ်းမြတ်နိဗ္ဗာန်တို့ဧကရောက်ကြောင်းဗရာလောင်း၍ကောင်းမှုသာမြတ်ဒါနာနိစိတ်မှာပြတ်တဲ့ကလူတဲ့မူဆိုချက်ရဲ့အားမူကြပါဘောလာတလူဤကပေါင်းသူတော်အောင်လို့ဂါလေးကကြည်စီတယ်ဘာပဲထင်ရှိကြပါလိမ့်မြာမရင်သိကြပါတဲ့အလိုမနာချွေစိတ်အကြံပြောရဲ့ဘုရားဆိုတဲ့နိဗ္ဗာန်ဆိုတဲ့ခမညာဟေးအဲ့ဒါဘာလာနေတော့ဒီမျိုးလေးကြည့်နေတယ်တန်းနေလေကွာအောင်သိလာတာအေး ဒီကျန်ညွန်တိုင်းကကိုချက်တီရောရဲ့နိဗ္ဗာန်သောလာနိဗ္ဗာန်ကောင်းတယ် လာပါပြီသာသာစီဆိုနာချက်ရဲ့ဆိုနာချက်ရဲ့သာသာဆိုတဲ့ဆိုနာဒီချက်ရဲ့ဒီသူတန်သူသူညာဘတ်တန်သူချက်တန်သူသူညာသူသူညာဘတ်တန်သူဘတ်တန်အဲ့ဒီလိုတဲ့ယောပေါစားယောမြကြောင်းကြီးယောဒီချိန်လုံးတန်အိမ်လုံးညာယောလုံးဆိုတဲ့ဒီဘက်ဆိုတဲ့哇，是来了。
Day lolo, when I said, Okay. စကိုင်းတိုင်းဒေသကြီးမုံရခရိုင်ဘုတလင်းမြို့နယ်ရောင်ကန်အုပ်စုကြီးရွာသားရနေအလူတကာကြီးဦးတင်ကိုလူတိုင်းကမှဒေါ်ချစ်ချစ်တာသမီလူတိုင်းကလူတိုင်းကမှများဖြစ်ကြသောဦးမင်းဆွေဒေါ်ဆွေမာဦးဝင်းကြိုင်သိန်းဒေါ်မီမီမိုးဦးပူပူဒေါ်ရီမင်းမီသားသူတို့ရဲ့အလူတော်မင်္ဂလာအောင်ဝဲအထိတ်မှန်လားဗျာ ဟုတ်ပါဗျာ ဟဲ့တော့ဘုတလင်းမြို့ရွာသားရွာမှာတော့ရောတဲ့စီရနေတဲ့အမတန်ကြက်ပြမင်္ဂလာနဲ့ပြည့်စုံပါလား အေးဟာရောတဲ့ကြားတယ်ဗျာ အေး အရင်ဆိုင်သွားရအောင်လေ ဒီချိန်ဖွင့်ပါဦးမလားကွာတိုးဝယ်လို့ရတာပေါ့ ဒီကစားနဲ့ဒီလိုရှိပါလေလို့ဘာသာကောင်ဖွဲ့မှာဂုဏ်ပြုပါတယ်အလူတကအလူမမိသားစုများအားလုံးကိုလည်း